ထွေးညိုလိုရွာမှာကြိုင်းခဲ့တာကိုကြီးတာတင်တို့ကဖြက်စီးလိုက်နှမိုင်းများလည်းကတော့ပါရဲ့ဖြက်စီးလိုက်တဲ့အခါမှာသူ့ဘဝလူလုံးမလှတော့ဘူးဆိုပြီးတော့ဒီဘဝနေလို့လည်းမထူတော့ဘူးဆိုပြီးတော့ဗိုင်းမုံသွားပြီးတိုင်တယ်ဗိုင်းမုံရဲ့ကိုသစ္စာလာရင်သာပြောလိုက်ပါတော့ကျမသစ္စာရှိစောင့်တော်လည်းပဲကျမဘဝမလှတော့ဘူးအဘရဲ့ဆိုမိုးကြီးလေကြီးကြတယ်မုံတိုင်းကြတယ်အထက်ထွေးညိုကဖြတ်ပြီးတော့ချောင်းနဲ့ကြတစ်ကိုင်းကပြုတ်ကြထွေးညိုလေးစုံတော့မှလိုက်တာချလွန်းเสียပေါ့ကိုသစ္စာလိုင်းတော့ဟိုးကလွမ်းစီဒီမှာနောင်ဘဝများမှပေါင်းပါစေလို့ပြောလိုက်ပါဗိုင်းမုံရဲ့ပေါ့ဗိုင်းမုံလည်းညောင်ကိုင်းကြီးကိုဖဲလောင်းလေးကိုပွိတ်အိုးဖြစ်ရလေထွေးညိုရဲ့ပေါ့အဲ့မှာကလကားချတော့မျက်ရည်နဲ့ပြန်ကြရမယ်ပေါ့ကျွန်တော်ရေးပေးတယ်ထားပါတော့တကယ်လည်းကတယ်ညနေပိုင်းကလေးကဒီပြက်ဆက်ရောက်မဲ့အချိန်ကျတော့ညောင်ကိုင်းကြီးကိုဒီလိုနေရာနေကျိုးနဲ့ဆွဲထားရတယ်ခုတ်ပြီးတော့ထွေးညိုလိုင်းပြုတ်ကြအောင်လို့ဗိုင်းမုံကလည်းတဲလေးနဲ့ဟိုဘက်မှာမိုးရီလေးတွေကလည်းကြတာပေါ့ကျွန်တော်တို့က effect တွေလောက်ရတာပေါ့အဲ့တော့မင်းသမီးကတကယ်မင်းသမီးဆရာကထွက်လို့ရပြီလားရပြီဗိုင်းမုံနဲ့ခမ်းမိုးနဲ့ဒုက္ကောက်နဲ့မိုးရီလည်းရွာနောက်ကလျှက်စီးတွေကလည်းပြက်မိုးချိုးတွေကလည်းပြက်နေဗိုင်းမုံထွေးညိုကပြေးဝင်ဟဲ့ဘယ်သူတော့ဟဲ့မိုးရဲလေးတဲ့သမီးပါကိုသစ္စာလာရင်သာပြောလိုက်ပါတော့အဘရဲ့ကျမဘဝမလှတော့ပါဘူးဟိုးကလွမ်းစီဒီမှာနောင်ဘဝများမှပေါင်းကြရပါစေလို့ဆုတောင်းပြောလိုက်ပါဟဲ့ငါသမီးထွေးညိုအိုးဖိုင်ငါရငါကဘာခါရတဲ့သမီးရဲ့မောင်သစ္စာလာရင်ဘာပြောမှာပေါ့ဗိုင်းမောင်လည်းလိုက်ဆွဲတယ်မိုးရဲလေးတဲ့ဒါပေမဲ့ထွေးညိုကထွက်ပြေးတယ်ဒီဘက်ထိပ်တာရောက်တယ်ညောင်ကိုင်းကပြုတ်မကြထွေးညိုညောင်ကိုင်းနဲ့တဲ့ချမဲ့ကောင်ကအေးတွေပြက်ပြီးတော့ကျိုးဆွဲထားပြီးအိတ်နဲ့ကျွန်တော်လည်းရင်းသွားအောင်ရတယ်ဟိုမှာထွေးညိုကဒီဘက်ထိပ်ရောက်လာမင်းညောင်ကိုင်းကမကြသေးဘူးထွေးညိုကပါတယ်တကယ်မင်းသမီးဆိုတော့တပတ်ပြန်လှည့်ဗိုင်းမောင်ရေမတားနဲ့တော့ဘယ်လိုလုပ်တာမတားပါဘူးညောင်ကိုင်းကမကြတော့မတားနဲ့ဆိုတစ်ခေါက်ပြန်သွားတော့ဗိုင်းမောင်ကနှခမ်းမိုးချုပ်ပြီးပြီလေသူခမ်းပြီးတော့ဝင်မယ်လို့တော့ထွေးညိုတပတ်လှည့်လာတော့ပြန်ကတ်တော့ကန့်လာမဟုတ်ဘူးဒီလိုတတ်ဟဲငါသမီးရဲ့သဘောပေါက်လိုက်ပြီဗိုင်းမောင်ကဖြစ်ရတယ်ငါသမီးရဲ့ဖန်ငါရငါကဘာကိုသစ္စာလာနာပြောလိုက်ပါတော့အဘသွားပြီအဘရေဆိုတော့မှဟိုကောင်ကျွတ်လွတ်ချထွေးညိုပေါ်မကြောက်ဗိုင်းမောင်ပေါ်သွားကြတယ်ဗိုင်းမောင်ကလောနဲ့ရှေ့ကထွက်တော့ဟိုကောင်လှုပ်ချထွေးညိုကပါတယ်ညောင်ကိုင်းညိုဗိုင်းမောင်ပေါ်ဖဲဗိုင်းမောင်အလောင်းပွင့်ဖြစ်ရတယ်ဗိုင်းမောင်ရဲ့မြန်မာမြတ်ကစကားပြောရင်မင်္ဂလာရှိပြောပါတယ်အလင်္ကာရနှစ်သက်ဖွယ်ဖြစ်အောင်တန်းစာဆင်ပြီးပြောတဲ့လူမျိုးပါတတလင်္ကာရသရာစီကနဲ့ပြောတယ်အထလင်္ကာရအနဲ့ဒိဋ္ဌိအားနဲ့အဖြစ်တန်းစာဆင်ပြီးပြောတယ်ဝဆနာလင်္ကာရစကားတန်းစာနဲ့ပြောတယ်ကျွန်တော်လူမျိုးသောတာလင်္ကာရတစ်ဖက်သားနားအကြည်တတ်နားချမ်းသာအောင်ပြောတဲ့လူမျိုးပါသူပါတိတဝါစာကောင်းစွာပြောတယ်သစ္စာဝါစာမှန်တာကိုပြောတယ်ဆရာချိုးညိုကလွဲလို့ပေါ့နော်ပိယဝါစာချစ်ဖွယ်ရှိအောင်ပြောတယ်ဓမ္မဝါစာတရားနဲ့ရှင်ပြီးပြောတဲ့လူမျိုးအတ္တသမပဏိတိမိကိုမိကံ၃ပါးနဲ့စင်ကြယ်အောင်နေတဲ့လူမျိုးအနဝဇ္ဇာနိကာမနိအပြစ်ကင်းသောအမှုကိုကျင့်ကြံတဲ့လူမျိုးဝိနယောစာသူတိတ်ခိတော်ကိုယ်ဆုံးနှလုံးယဉ်ကျေးအောင်ဆုံးမသောကျွတ်မှုကိုသင်ယူတဲ့လူမျိုးဒီမှာထက်တန်းကြတဲ့လူမျိုးဆိုတာမမေ့စေချင်ပါသရတိရသုတ္တစာကပညာဟိရိဩတ္တပသူတော်ကောင်းဥစ္စာ9ပါးမှာနောက်ဆုံး2ပါးဖြစ်တဲ့ဟိရိနဲ့ဩတ္တပမကောင်းမှု၌ရှက်ခြင်းမကောင်းမှု၌ကြောက်ခြင်းမကောင်းမှုရှက်တဲ့လူမျိုးမကောင်းမှုလုပ်ရမှာကြောက်တဲ့လူမျိုးလောကပါဠတရားဒီ2ပါးပဲလို့ကျွန်တော်ထင်တယ်မကောင်းမှုကိုလုပ်ရမှာမကြောက်တော့ဘူးဆိုရင်မကောင်းမှုလုပ်ရမှာမရှက်ကြတော့ဘူးဆိုရင်အဲ့ဒီလူမျိုးပျက်စီးဖို့ပဲရှိတယ်လောကပြည့်သို့တော့ကျွန်တော်တို့ဟာမကောင်းမှုကိုရှက်တဲ့လူမျိုးပါမကောင်းမှုကိုကြိုက်တဲ့လူမျိုးပါကျွန်တော်မြန်မာလို့ပြောရင်3မျိုးပဲရှိတယ်တဲ့ဆရာစောကြီးကပြောဘူးတယ်မြန်မာမဟာဂီတတွေကြည့်တဲ့အခါ3မျိုးပဲတွေ့ရတယ်မဟာဂီတအပုံပေါင်း1000လောက်ရှိမြန်မာရဲ့နှလုံးသားကိုဒီမဟာဂီတသချင်းတွေထဲမှာရှာလို့ရပါတယ်3မျိုးပဲရှိတယ်တဲ့တစ်ချက်ကပြုံမြင့်သူတို့ရဲ့အလွန်အဆွေးချစ်ရေးကြရေးသမှုတရားကိုဖွဲ့တဲ့အဖွဲ့တွေတွေ့ရမယ်တစ်ချက်ကနှစ်သက်ကြည်နူးစရာသဘာဝတောတောင်ရေမြေကိုချစ်သောလူမျိုးဖြစ်တယ်ဆိုတာတွေ့ရလိမ့်မယ်တတိယတစ်ချက်ကမင်းကုံစိုးကုံတိုင်းကုံပြည်ကုံကိုမျက်နှိုးကြတဲ့လူမျိုးဖြစ်တယ်နမူနာလေးနည်းနည်းစီကျွန်တော်ကောက်ပြပါမယ်ချစ်ရေးကြရေးမှာမဟာဂီတမှာရမဇတ်ထွက်ယူရရရှိတယ်။ဤနောင်ဇတ်ထွက်ယူရရရှိတယ်ဝိဇ္ဇာကာကြီးစသဖြင့်ဒီဝတ္ထုကြီးတွေမှာပါတဲ့သချင်းတွေကိုဆရာစောကြီးကပြောရမနဲ့လက္ခဏာညီတော်ညောင်တို့2ပါးကသီရာဒေဝီကိုရတ္တဂီရိက
တတကိရိဆိုလို့ကိုချင်းညိုပြောမှထည့်ပြောတယ်မထင်ပါနဲ့နော်နတ်ပန်းရထားနဲ့ခိုးပြတဲ့အခါဟိုးသိန်းကိုပြည်သီရိလင်္ကာကိုခိုးတဲ့အခါမှာညီနောင်နှစ်ပါးကလိုက်ရှာတယ်ရှာတဲ့အခါမှာသီလဒေဝီကလည်းကဲပါယူပါတစားစားနဲ့ဒါကိုဘယ်သူကမြင်လဲဆိုတော့ဂျိုးပင်ကြီးပေါ်ကသူ့ချိတ်ကမြင်တယ်ညီနောင်နှစ်ပါးအကိုကအိတ်တော့ညီတော်လက္ခဏာကပွေ့ထားသူ့ချိတ်ကဩငါတို့ညီကိုနဲ့မတူပါလားချစ်လိုက်ကြတာမျက်ရည်ကျတော့လက္ခဏာမင်းသားကလေးနဲ့ချိန်ပြီးပြစ်ခမ်းသီလဒေဝီကိုချစ်တဲ့ခမ်းမှာသီလဒေဝီမတွေ့ဘူးလားမင်းဒီဂျိုးပင်ကြီးပေါ်မှာနေတော့တွေ့ပါတယ်ခင်ဗျာပန်းရထားနဲ့သွားလို့ကဲပါယူပါဩလာကျွန်တော်မျိုးကြားပါတယ်သူ့ချိတ်ကပြောတာနော်ပန်းမြန်လေယူရယာကြီးရဲ့အပိုက်လေးတစ်ပိုက်ကျွန်တော်ဆုပြမယ်မြတ်ရင်ညို့ပင်လေတီဟိုလီနန်းဝေယံဗိမာန်တောင်းဆွဲခိုးအာကာပင်လေဝေမောငွေနှင်းတွေယူကြည်ကွယ်ရငါကိုအဲ့ဒီကလာကလည်းသာပါတယ်ဖေဟာလာကလည်းသာပါတယ်ဖေဟာနှင်းတွေကလည်းကြပါတယ်ဖေဟာရထပြန်ကိုလည်းတွေ့လိုက်ပါလားဖေဟာမြတ်ရင်ညို့ပင်လေတီဟိုလီနန်းဝေယံဗိမာန်တောင်းဆွဲခိုးအာကာပင်လေဝေမောငွေနှင်းတွေယူကြည်ကွယ်ရငါကိုအိုးဖုံးမြင်တော်မူလှဲ့အောင်သီလဒေဝီကအိုးဖုံးရှင်ကံရှင်တပါးရှင်ရဲ့ကျမအဖြစ်ကြည့်ပါအောင်မြင်တော်မူလှဲ့ပါအောင်လို့အော်ဒါနဲ့ကြားရပါလေဗျာအိုးဖုံးမြင်တော်မူလှဲ့အောင်ကြော့ရင်စုံငယ်ရွှေကေရှင်သောရလာနန်းငွေတင်စဉ်လာနာကဖြတ်သွားတာပါဗျာစသဖြင့်ချစ်ချင်းကြိုက်ချင်းမေတ္တာသမှုတရားကိုဖွဲ့တယ်အဲ့လိုဖွဲ့တယ်ရှိတယ်တဘာဝတောတောင်ရေမီကိုလည်းချစ်ကြဗန္ဒတောကြီးယူရီးယားတောနဲ့တောင်ဆွေယူရီးယားတောင်ရန်တောမွန်တောင်ရန်တောကြီးမွန်စသဖြင့်တောမြန်ကြီးလန်းယူရီးယားစသဖြင့်တဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတဲ့လူဖြစ်တဲ့အတွက်လူတွေဖြစ်တဲ့အတွက်တဘာဝပတ်ဝန်းကျင်ကိုဖွဲ့တယ်အများကြီးရှိခဲ့တယ်ကန္တာလေးတောကြီးအိုးဝေမြည်သာငပောင်းပြောစမ်းမြူကြလူဟန်ဟမ်ပန်ခေါ်ကဩရှာကျွေးတယ်တောလုံးလေးသိမ့်သိမ့်စုလို့ညာလို့တောဖွဲ့တောင်ဖွဲ့တွေဖွဲ့တယ်ကျွန်တော်တို့မဟာဂိတချင်းများတက်တဲ့အခါဂန္ဓာတော်ကြီးဥဝေမြည်သာဆိုလို့မရဘူးစနစ်တကြည်တာကျွန်တော်တို့လူမျိုးကတချင်းတောင်အိုးဝေမြည်သာတောင်းအော်တယ်လို့ဆိုရတယ်အမတန်စနစ်ကြီးတဲ့လူမျိုးကျွန်တော်တို့ဘိုးဘွားမိဘများကစနစ်တွေထားခဲ့တယ်ဒါကိုသိစေချင်ပါတယ်အထူးသဖြင့်ကြွရောက်လာကြတဲ့လူငယ်တွေကိုပြောချင်တာပါနော်ကျွန်တော်တို့မန္တလေး250ပြည့်ခဲ့ပြီတိုင်းကုန်ပြည်ကုန်မင်းကုန်စိုးကုန်ကိုလည်းချစ်ကြတယ်250ပြည့်ကြတာဗရေတဲ့စနစ်ကိုပြန်လဲတန်းတာနေတာမဟုတ်ဘူးအင်္ဂလိပ်ကဖမ်းသွားတော့တီဘောအရှင်နဲ့အရှင်နာမတော်ယေရှုဖခင်လက်ကိုလွန်းနေကြတာလည်းမဟုတ်ဘူးဘာကိုလွန်းတာလဲကျွန်တော်တို့ကအတိတ်ရှိတဲ့လူမျိုးပါကျွန်တော်တို့ဟာတမိုင်းကြီးတဲ့လူမျိုးပါအတိတ်ရှိတဲ့လူမျိုးတမိုင်းကြီးတဲ့လူမျိုးအဖြစ်အတိတ်ကိုလွမ်းကြတာဗုဒ္ဓင်လောင်းမို့မြို့နှံတီထောင်မင်းမြလောင်ကုန်းပေါင်နေညွန့်သွေးဒီပါမြေပေါ်ကြော်နှံ့ရေးမန္တလေးကိုဖွဲ့တယ်အများကြီးပဲပုတ်40လောက်ရှိတယ်မဟာဂိတမှာဗုဒ္ဓင်ကုရမြတ်စွာဘုရားအလောင်းမို့လို့တော့ဘောရှင်မင်းတရားမင်းတော်မင်းတရားကြီးဘုရားမန္တလလို့ခေါ်တယ်ပြန်ပြူตาရတဲ့အရက်မှာဟိုးအနောက်ဘက်မှာအေယာဝတီမြစ်ပါဘုရားအရှိဘက်မှာရှမ်းရိုးမှာပါဗျာနတ်ထိတ်တောင်ပါဗျာမြောက်ဘက်မှာမရေယာမြစ်ပါဗျာတောင်ဘက်မှာတော့ဒုဋ္ဌဝရီမြစ်ပါဗျာရေရှင်များဝိုင်းသောပြန်ပြူตาရတဲ့အရာမှာနတ်ဘုံနတ်နန်းကဲ့သို့တီထောင်ဆိုင်ဆောက်စိုးစံတော်မူသောဘောရှင်မင်းတော်မင်းတရားကြီးဖခင်ရဲ့နိုင်ငံတော်ပါဗျာမြန်မာတို့ရဲ့အမှတ်တစိမ့်ပါဗျာရှင်းဆရာကဒါဒီပေါအောင်ရေးတာဗုဒ္ဓရင်လောင်းမှုမြို့နာတီထောင်မင်းမြလောင်းကုန်းပေါင်းနေညွန့်သွေးဒီပါမြေပေါ်ကြောနိုင်ဟုံတော်ဟုံ6ဘုံ၌ရွာလွန်ပြန်မွေးလို့ပြီးတော်မြေမှထီရသာနဲ့တန်ခိုခါရွှေဖုံးတော်နေလာဝေးဖြာမလဲရနရွာရည်သူအေးနရွာရည်သူအေးမဟာဂိတမှာမန္တလေးမြို့ကိုဖွဲ့တယ်မန္တန်လက်ရသဘူဒီပါလက်ရတောင်ကျွန်းမှာရှိလို့မြတ်စွာဘုရားပွင့်တော်မူသောကျွန်းမှာတည်တဲ့မြို့ပါဒါကြောင့်ကျွန်တော်တို့မြတ်စွာဘုရားရုပ်ပွားတော်များထုတဲ့အခါညောင်ပင်ရဲ့တောင်ဘက်ကိုဆင်းသောဂိုင်းကိုသာထုပါတယ်အရှိကျွန်းမှာလည်းမြတ်စွာဘုရားမပွင့်မှာနောက်ကျွန်းမှာလည်းမပွင့်မြောက်ကျွန်းမှာလည်းမပွင့်တောင်ကျွန်းမှာသာပွင့်နေဒါကြောင့်ဒက္ခိဏသာခာဆိုလို့ရုပ်ပွားတော်များထုတဲ့အခါညောင်ဂိုင်းသားတိုင်းကိုထုလို့မရတောင်ဘက်ဆင်းတဲ့ဂိုင်းကိုမှ
လက်ထိနာတခါရုပ်ပွားတော်များထုမြတ်စွာဘုရားပွင့်တယ်ကျွန်တော်တို့ဒီလိုယဉ်ကျေးမှုကြီးခဲ့ကြတယ်အဖိုးတို့အဖွားတို့အမေတို့ကကျွန်တော်တို့ငယ်ငယ်ကလေးတွေကသွန်သင်ဆုံးမခဲ့နှလုံးသားနူးညံ့အောင်နှလုံးသားလိမ္မာအောင်အဖေအမေအဖိုးအဖွားပတ်ဝန်းကျင်နဲ့ကြီးကြတယ်အဖိုးကသိစ္စာမင်းသားတော်ထွက်တာဟိုးကျွန်တော်တို့3-4 တန်းအရွယ်လောက်ကလေးကအဖိုးကမယ်ဒလင်လေးတီးလိုက်ရှင်းပြလိုက်ကြီးခဲ့ကြတယ်ကျွန်တော်တို့နှလုံးသားထဲမှာနူးညံ့သောစိတ်နှလုံးကိုထည့်ပြီးတယ်အဲ့ဒီကသိစ္စာမင်းသားကရတော်ရာဒီကနေ့တော့ဖြင့်မြတ်သောတောထွက်ခြင်းမဟာနိခမငါပြုတော့မယ်ဒီအတွက်ရှင်နန်းဥက္ကင်ရိတ်ကငါစွန့်ခွာတော့မယ်ချက်နှမမှန်ရိတ်စဉ္ညာကောင်းငယ်ရန်ကဝင်းလျံနဲ့ကံကြမ္မာငါဖတ်ရပြီရှင်နန်းဆောင်ဆောင်အတွက်တိုင်းနိုင်ငံပြည်တော်အသီးသီးအတွက်သူတစ်ပါးရဲ့ပရိဒေဝတောကမျက်ရည်ချီးပေါက်တွေအတွက်မဟာတာကိယမျိုးနွယ်အတွက်သွေးစာနေကြတဲ့အလျံတကြီးဓာလံလေးများမိပေါက်လက်နက်တွေကိုခဏငါစွန့်ရမယ်ချက်နှမရတော်ရဗိမာဒေဝီကအဲ့လိုသာတော်ရဟုလာကအဲ့လိုကဘာသင်္ချေကဘာပတ်လုံးပါရမီတော်အစူးစူးငါဖြည့်ကျင့်တော်မူခဲ့ပြီငါစစ်မြင်း16ကောင်ကတဲ့စေထားဟာဒီကနေ့စစ်မြေပြင်ကိုမတော်စေရပြီကဘာမြေအနှံ့ကိလေသာတိဟုသောမြူညစ်မစွန်းထင်းစေရတော့ပြီသိခံချင်းခြေတော်များနဲ့ဒီနေ့ငါခီးတွက်တော်မယ်တရောင်းစားတဲ့မပူသောအဝတ်ကိုငါဝတ်တော်မယ်တရာသူကပေးကန့်တဲ့အာဟာရကိုပဲငါမှီဝဲတော့မယ်နိခမရီဟူသောတစ်တပင်ဝါတပင်အောက်မှာပဲငါချိုးချိုးချမ်းချမ်းနေတော့မယ်ဒီကနေ့တော့သစ္စာရှာဖို့ငါမြင်းစီတော့မယ်ဆန္ဒထအောင်ဟဲ့ကန္တကကိုထုတ်ခဲ့စမ်းငါစီတော်မြင်းရှေ့တော်ကိုတွန်းခဲ့စမ်းဆန္ဒကပြန်ပြောအလိုပဲနဲ့ပါလေဖေခကြီးမတာလမ်းမတာညကြီးသကောင်းရန်အရှင်သားဘယ်ကိုများကြွမလို့ပါလေဖေတူတူပြောစမ်းတူတူပြောစမ်းဆန္ဒအချိန်ဟာဆက်ရောက်ခဲ့ပြီးငါနှလုံးသားကိုချုပ်နိုင်ရာဒီရွှေလောင်အင်းကထွက်ပြီးတရားသစ္စာလောကအတွက်ငါရှာတော့မယ်ဘုန်းတော်ကြည်ထားသောဘယင်သုတ်တော်ဒနရဲ့မြတ်လာသောသားတော်သိစ္ဆထဟာမင်းတကာတို့ရဲ့မဟာဧကရေဧကံစစ်စစ်ဖြစ်မယ်လို့ပရောဟိတ်များကဟောတဲ့စကားအလဟဿဖြစ်ရတော့မလားဖေဟာမတော်ပါနဲ့ဖေဟာစနကတန်းတရောင်းသားရဲ့ခွက်ကိုကန်ရဖို့များအရှင်းလက်စုပ်တွင်းကရွှေနှန်းစည်းစိမ်တဲ့နိုင်ငံတော်ကိုပြစ်ပယ်တော့မှာလားဖေဟာဖော်မဲ့စစ်ကြံဂန္ဓာရတောကြီးမြတ်မဲတဲ့အရှင်သားတစ်ပါးလည်းထွက်တော်မူလို့လားဖေဟာကြောက်เสียပါဖေဆန္ဒလောကကိုငါရောက်လာခြင်းဟာရာဇာပလင်အတွက်မဟုတ်ဘူးငါသွားမဲ့ခကြီးဟာအရာအလုံးနဲ့မြင့်မြတ်တယ်မင်းတော်ကန္တကကိုထုတ်ခဲ့ခမည်းတော်တို့နဲ့တကွဆွေတော်မျိုးတော်တွေရဲ့ဘဝပီတိအရှိန်ကိုချစ်ခင်ကြသူတွေရဲ့သောကဗျာပါရရတော်ရာဒေဝီနဲ့သားတော်ရာဟုလာတို့ရဲ့မြည့်ရည်အရာအလုံးကိုအရှင်စွန့်လွတ်တော်မှာလားဗျာစသဖြင့်ပြောရင်တော့သိတ္တမင်းသားတော်ထွက်ခံပြီးမှမဟုတ်တော့အဖိုးကသိတ္တမင်းသားတော်ထွက်ခံကျွန်တော်တို့3-4 တန်းအရွယ်ကလေးကပြောခဲ့တယ်နောက်ကျွန်တော်တို့ဆရာမဒေါ်အေးတင်သူငယ်တန်းမှာကုန်းဆောင်အလကအဲ့တုန်းကတော့အလေတန်းကျောင်းမှာဆရာမကြီးကကတားသူပါကျွန်တော်2 တန်း 3 တန်းမှာစာကိုရောစိတ်ကိုပါသင်ပေးတယ်ဆရာမကြီးကဂုဏ်ကျေးဇူးကိုနေ့ထိလည်းမမေ့နိုင်ပါဘူးတနေ့တော့ဆရာမကြီးကသူ့ဆောင်ဘက်မှာထိုင်းပြီးတရားလုံးလေးတွေဝေးတယ်တယောက်ကိုနှလုံးလာချမ်းချုပ်ခြင်းနဲ့တရားလေးကတ်ထားတာဆရာမကြီးကိုဝိုင်းပြီးလက်ကလေးထောင်ညာဆိုဆရာမကြီးကနှလုံးစီပေးကျွန်တော်တို့ကလည်းဒီကထိုးလိုက်ဖို့ဟိုဘက်ကထိုးလိုက်ရှိလာတော့လက်သမောင်းမှာဥက္ခရာဖြစ်လာတာပါပဲဆရာမကြီးကသိကဲထိုင်ညာတရားလုံးလေးတွေအားလုံးရကြပြီလားရပါပြီဆရာမကြီးအေးဆရာမကြီးကနှလုံးစီဝေတာကိုယ့်အိမ်ကိုစမ်းကြည့်စမ်း6 လုံးဖြစ်တဲ့ကောင်တို့4 လုံးရှိနေတဲ့ကောင်တို့ဟာတခိုးပဲသူများနှလုံးဆိုကိုနှလုံးပေါ့သူများနှလုံးရနေတဲ့အချိန်ကိုက4 လုံးယူထားတယ်6 လုံးယူထားတယ်ဆိုအဲ့ကောင်တခိုးပဲနေဝမြင့်တဲ့50ရှိပါပြီတခိုးခဏခဏလေးဖြစ်ပါတယ်ပိုလဲယူမိတာတွေရှိပါတယ်နော်စာကိုစိတ်ကိုပါသင်ပေးမြေပုံဆွဲတယ်ဆရာမကြီးကမြန်မာပြည်မြေပုံဆွဲဘယ်လိုဆွဲရမလဲဆိုတော့မသင်ဘူးဆွဲပြီးတန်းကူခိုင်းတယ်တခုမှပြောတယ်မြေပုံလိုက်ဆွဲကြဒါတို့နိုင်ငံတော်ရဲ့မြေပုံဆွဲပြီးမလှတဲ့ကောင်ဖပြုတ်နဲ့တူအောင်ဆွဲလာတဲ့ကောင်တိုင်းပြည်မချစ်တဲ့ကောင်ပဲမြေပုံကိုလှလေးဆွဲလာတာတိုင်းပြည်ချစ်တဲ့ကောင်ပဲကျွန်တော်တို့မျိုးချစ်စိတ်ကြရှင်သန်ရေးဆိုတာအဲ့လိုမှမရှိပါဘူးဒါပေမဲ့ဆံမာကြီးရဲ့စကားမြေပုံလှလေးဆွဲခြင်းတယ်
တိုင်းပြည်ချစ်တဲ့စရင်နဲ့ဝင်းချင်းနဲ့ဘယ်သူမှလည်းတိုက်တွန်းနေတာမဟုတ်ပါဘူးကိုတိုင်းပြည်ကိုချစ်ဖို့ဘယ်သူမှလည်းတိုက်တွန်းနေစရာမလိုပါဘူးရေပုံမလှဘူးတင်ဖြစ်တယ်ခဲပြက်နဲ့အားမရတော့ဇရွေးပါကူကတိတ်မသေးကြရင်စက်ကူဖြေးရတော့တာနော်အရွယ်40ပါတဲ့ကောင်2ရွက်လောက်ကြံတယ်နော်လှပြီးဆိုမှဆရာမကြီးသွားပြောတော့ဆရာမကြီးကအမှန်ချစ်ပေးတယ်တော်တဲ့ကျွန်တော်တယောက်တည်းမဟုတ်ပါဘူးအကုန်လုံးရတာပါတော်ဆိုလို့နော်ကျွန်တော်တို့ကုန်းဆောင်ကျောင်းမှာဆရာမဂျူးလည်းနေခဲ့ပါလေကျွန်တော်ကျောင်းနိုင်ငံတော်အလံတိုင်ရှိတယ်ခွန်တရောဆရာကြီးဦးလေးချင်းနဲ့ခေါ်ထားတယ်ငှားထားတယ်နိုင်ငံတော်ချင်းဆိုဖို့ဆရာကြီးကအမျိုးသားကောင်းဆောင်ကြီးဘုရားအောင်ဆန်းနဲ့ရေနံချောင်းကျောင်းမှာအတူနေခဲ့တာဆရာကြီးဦးတန်းတင်အမတန်စိတ်ကန့်ကြည့်တယ်ပိမ့်ပိမ့်လေးအလံတိုင်ရှိမှခွန်တရောကြီးနဲ့ဦးလေးချင်းကဘိုးတံကိုတင်ပြီးတော့ငြိမ်းသူ့နောက်မှာပီတီဆရာဦးအေးမောင်ဆရာမသိလားမသိဘူးနော်ဆရာမကျူဦးအေးမောင်ဆရာဦးအေးမောင်နဲ့ပီတီဆရာနော်ဒီကာယဆရာပေါ့သူ့နောက်မှာကျောင်းဆရာကြီးပြီးတော့မှသူငယ်တန်းကြီး1တန်း2တန်း3တန်း9တန်းထိအဲ့တော့9တန်းကျောင်းဆောင်ကိုဆရာကြီးကကျိန်လေးနဲ့လှမ်းပြတောင်းနိုင်ငံတော်သချင်းစဆိုးပီတီဆရာသူကသူပဲဆိုတယ်တယောက်တည်းတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေးတို့ပြေတို့မြေမြတ်လူခတ်သိင်းကြီးညောင်းစေဖို့ခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေတို့ပြေတို့မြေပြည်တော်စုအမွေအမြဲတည်တံစေဒိဋ္ဌံပြုဝေထိန်သိမ်းစို့လေးဆိုမှကဘာမကြည်လို့အားလုံးကအဲ့ဒီကဘာမကြည်မညင်ရင်ဆရာကြီးကစာမသိရရင်နေပါစေပြန်စမညင်ဘူးဆိုလို့လိုက်ကျောင်းကဒီစုကြီးမော်တော်ကားဒီစုကြီးကိုခောက်တောင်းပြန်စမယ်တောင်းသူနားထောင်နေမညင်ဘူးနိုင်ငံတော်ချင်းစဆိုးပီတီဆရာကတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသိသူခင်ဗျာကျွန်တော်တို့မညင်မချင်း16ခါလောက်ဆိုရတယ်ကျွန်တော်တို့ကလည်းမညင်အောင်လုပ်ထားတာစာသင်ရမှာဆိုလို့တောင်းမယ်မိခဲ့တရေရဲပေါ့ဗျာနော်ကြာတော့ပီတီဆရာတနာလာတာနဲ့ဒီတစ်ခါချင်းလက်ကောရတယ်ဒီခါတော့ညီကြစို့ဘာမှမသိဘူးရမ်းអော်ခဲ့တာပီတီဆရာတနေ့16ခါနဲ့9တန်းထိနေခဲ့တာမြှောက်တာကြည့်ကြတော့ကဏ္ဍပေါင်းဆက်ထဲတယ်တွေ့မြှောက်ရမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဆွဲပြီတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေးတို့ပြေတို့မြေများလူခတ်သိမ်းငြင်းချမ်းစေဖို့ခွင့်တူညီမြဝါဒဖြူစင်တဲ့ပြည်ကြည်စမ်းရှေ့ရဆရာကြီးတွေခဏတိခင်မိတရားမြတ်တာခြင်း justice တရားမြတ်တာလွတ်လပ်ခြင်း freedom liberty တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေးတို့ပြေတို့မြေများလူခတ်သိမ်းငြင်းချမ်းစေဖို့ peace ခွင့်တူညီမြ equality ဝါဒဖြူစင်တဲ့တိုင်းပြည်ခဏကဘာမှာអော်နေတာကျွန်တော်တို့ကကြားလှပြီကျွန်တော်တို့အဲ့လိုကြီးခဲ့ရတယ်အားလုံးလည်းဒီလိုကြီးခဲ့ရမှာပါစာကိုသာမကစိတ်ကိုပါသင်သောဆရာကောင်းသမားကောင်းမိကောင်းဖကောင်းပတ်ဝန်းကျင်ကောင်းနဲ့ကြီးရတဲ့လူမျိုးပါဒါကြောင့်ချင်းချင်းနှုတ်ဆက်တော့မင်္ဂလာပါနှုတ်ဆက်ကောင်းကျိုးချမ်းသာရှိပါစေတင့်တယ်ဆိုတာသွားလာနိုင်ကြပါစေချမ်းသာပျော်ရွှင်မှုကိုပေးတတ်ကြပါစေမကောင်းမှုကိုပယ်ဖျက်နိုင်ကြပါစေကာလဒေသနဲ့လျော်ကန်နိုင်ကြပါစေကုသလကာမပဋ္ဌတရားများနဲ့နေနိုင်ကြပါစေကံကောင်းခြင်းနမိတ်ကောင်းခြင်းဟိတ်ကောင်းခြင်းအတိတ်ကောင်းခြင်းအလိုပြည့်ခြင်းအောင်မြင်ခြင်းကြီးပွားခြင်းချမ်းသာခြင်းကောင်းသောခွင့်ခံတဲ့ကြုံကြိုက်ခြင်းကောင်းသောအခြေအနေ၌ကြည်ခြင်းကောင်းသောခြင်းရနဲ့လျော်ညီခြင်းစတဲ့မင်္ဂလာပါလေးလုံးနဲ့မှာအတိတ်ပဲအများကြီးပါတယ်အနုပညာနဲ့နေတဲ့လူမျိုးကိုယ်ပိုင်ဂီတကိုယ်ပိုင်ကြပြားကိုယ်ပိုင်စာပေကိုယ်ပိုင်သဘင်သူခုမှနဲ့နေနိုင်တဲ့လူမျိုးဒီဘက်မှာတန်းပေါင်း1300ကျော်လောက်ဒီဘက်မှာတန်းပေါင်း1100လောက်ရှိတဲ့လူမျိုးကြီး2မျိုးကြားကအင်မတန်သိငယ်တဲ့နိုင်ငံလေးပေမဲ့ကျွန်တော်တို့ဟာကိုယ်ပိုင်ယဉ်ကျေးမှုနဲ့နှစ်ပေါင်း2000ကျော်နေခဲ့တယ်စင်ကာပူရောက်မြန်မာလူငယ်များကိုအားမငယ်ကြစမ်းပါနဲ့တို့ဟာထက်တန်းကြတဲ့လူမျိုးယဉ်ကျေးမှုကြီးတဲ့လူမျိုးတို့စာရှိတဲ့လူမျိုးတို့ကြပြာရှိတဲ့လူမျိုးတို့ဂီတကိုယ်ပိုင်ရှိတဲ့လူမျိုးကိုမြူကြစမ်းပါအတိတ်ရှိတဲ့လူမျိုးသမိုင်းရှိတဲ့လူမျိုးအဖြစ်ကိုမြူကြစမ်းပါနူးညံ့တဲ့စိတ်နှလုံးနဲ့မင်္ဂလာရှိတို့မိဘဘိုးဘွားများနေခဲ့ကြတယ်ဆိုတာနားလေသိချင်တယ်မင်္ဂလာတရားတော်ဖြစ်တဲ့38ဖြာသောမင်္ဂလာမြတ်စွာဘုရားဟောတဲ့မင်္ဂလာတရားတော်နဲ့အညီနေတဲ့38ဖြာသောမင်္ဂလာတရားတော်ကိုနှုတ်ကြည့်ပယ်ကြည့်နှုတ်လို့မရပယ်လို့မရကျွန်တော်တို့ရဲ့ဘဝနေနေ art of living ကျွန်တော်တို့ရဲ့ဘဝနေနေပဲမင်္ဂလာတရား38ပါးနဲ့နေခဲ့ကြတယ်လောကီမင်္ဂလာများဖြစ်တဲ့အာဝဟမင်္ဂလာသတို့သမီးကိုသတို့သားထံပို့တဲ့မင်္ဂလာဝိဝါဟမင်္ဂလာသတို့သမီးထံသတို့သားကကြောင်းမြန်းတဲ့မင်္ဂလာ
သာသမီများမြင်ကြပါပြီလို့ပြောတယ်ဝိဇာယနာမင်္ဂလာဟောတာမင်းအဖိုးသားရဲ့ဟောတာမင်းအဖွားသားရဲ့လို့မွေးကစားကလေးကိုပြတဲ့နန္ဒီမုခဒတနာမင်္ဂလာဖိုးဖွားပြတယ်မင်္ဂလာပခက်တင်တော့ဒေါလကရဏမင်္ဂလာမြတ်စွာဘုရားမှုရှိတော့တန်ခါတော်ရှင်သူမြတ်များဆွန့်လို့ကျွေးမိတ်တင်ကဟာများခေါ်ဖိတ်ကျွေးပြီးတော့မြန်မာများမင်္ဂလာယူကြတယ်ဆံရိတ်တဲ့ရွေးကြတော့ကေသစ်စေတနာမင်္ဂလာအဖိုးစားတဲ့ကွန်အဖွားစားတဲ့ကွန်ပတ်တဖုံးနဲ့ကြိတ်ထားတဲ့ပြော့လေးမြည်ကိုခွန့်တယ်တီလာကောင်းအောင်တက်ရှည်အောင်လို့ပထမဆုံးကွန့်ခွန့်တဲ့တံမူလအာဟာရမင်္ဂလာကျင်းပကြတယ်ဟောတာနေသားရီဟောတာလသားရီလို့သားလေးကိုခြိပြီးနေနဲ့လပြတယ်ရဝိန္ဒုတတနာမင်္ဂလာမြန်မာများကျင်းပခဲ့တယ်နာမည်ပြရမယ်အရွယ်ကြတော့နာမကရဏမင်္ဂလာသမင်းခွန့်တဲ့အရွယ်ကြတော့အမေကကစီပတ်ကလေးဝါသားလေးစကျွေးတော့ပထမဗတ္တာအာဟာရမင်္ဂလာစံထုံးတဲ့အရွယ်ကြတော့ကိတဗန္ဒနာမင်္ဂလာနာတာတော့မင်္ဂလိများကဏ္ဍဝုဇ္ဇနာမင်္ဂလာသားများရှင်ပြုတဲ့အခါရှင်သာမဏေပြုတဲ့အခါဗပ္ပစ္စအမွေးရှင်သာမဏေများပြုကြမင်္ဂလာရှိနေခဲ့ကြတယ်မြန်မာပြည်ဟာယနာ၃ပါးတိုင်းဆိုင်ကြတယ်မနဲ့အိယာထိုင်ဘုရားရှိခိုးတယ်ကြားရတယ်မေတ္တာနဲ့နိုးတဲ့လူမျိုးတစ်ဖက်ကဘုရားရှိခိုးတဲ့အတန်စောစောစီးစီးကြားရဘယ်နှငါမှကြားခဲ့တယ်ကျွန်တော်စီမှာမေတ္တာပို့တဲ့အတန်ကြားရဒုရိယာနဲ့နိုးထတယ်မြန်မာများဘာဒုရိယာလဲကျေးဇူးဓမ္မဂေတနဲ့နိုးတဲ့လူမျိုးကျွန်တော်တို့ပဲရှိတယ်ကျွန်တော်ဒီမှာကျေးဇူးနှလုံးရှိတယ်အဖိုးတီးတာတစ်လုံးဖွားတီးတာတစ်လုံးနှစ်ယောက်တည်းမတည့်ကြအောင်အဖိုးတီးတဲ့ကျေးဇူးကဘုရားရှင်ပဲချိတ်ထားတယ်တန်မှန်လို့တန်မှန်ဒိန်သူကျေးဇူးတည်ရင်ဒိန်အရဟတာဒီနဘာကုနေဟိအရဟံသာရှိသောကိုးပါးသောဂုဏ်တော်တို့နဲ့သာမဏေကတံပြည့်စုံတော်မူသောဒိန်ကြီးကိုသိတယ်ကျွန်တော်တို့ဖို့လေးဖြူမဟုတ်ဘူးသို့သောကြီးကိုသိတယ်ဒိန်သိအဖွားက၅ပေါက်ဒိန်သူကျေးဇူးတဲ့အရဟတာဒီနဘာကုနေဟိအရဟံသာရှိသောကိုးပါးသောဂုဏ်တော်တို့နဲ့သာမဏေကတံပြည့်စုံတော်မူသောဒိန်တဲ့ကြိုက်တယ်သူလည်းစုံသိမ်းပါမဟုတ်ဘူးသို့တော့သူသိတယ်ကြီးကိုသူသိတယ်ကျွန်တော်လူမျိုးခိတနားရှိတယ်နှစောင့်ရှိတယ်အင်မတန်ချစ်စရာကောင်းတယ်တလလေးကပေးနာတာဘယ်သူရှိလဲကျွန်တော်တို့ပဲတယောက်နဲ့တယောက်ခေါ်ကြတယ်မကျူးရေရှင်းစရာအရှင်လို့ထူတာလက်ကိုလေးမချီအောင်ရှင်းဆိုတာအရှင်ကျွန်မ I'm slave ကိုကျွန်မလို့ပြောတာကျွန်မဘာလို့ပြရမလဲအရှင်လို့အမတန်ချစ်စရာကောင်းတယ်နိဝါဒမိမိကိုယ်မိမိနှိမ့်ချဆရာချင်းညိုကြီးခမည်းဆိုတာသခင်ဖရာလို့ထူတာသခင်ဖရာကိုကျွန်းတော်ကိုကြကျွန်းတော်လို့ပြောတယ်မြန်မာယောက်ျားလေးများကကျွန်းတော်တဲ့သူ့ကိုသူကျွန်းလို့ပြောတယ်တစ်ဖက်သားကိုသခင်ဖရာလို့ထူတာသခင်ဖရာကကြာတော့ခင်ဖရာဖြစ်တာပေါ့ခင်ဖရာကနေခင်ဗျာလို့ဖြစ်တာပေါ့နော်ကဲစဉ်းစားကြည့်သားကဘာမှာတစ်ဖက်သားသခင်ဖရာလို့ခေါ်ပြီးကိုကျွန်းလို့ပြောတဲ့လူမျိုးပဲမှရှိတယ်တစ်ဖက်သားကိုအရှင်လို့ထူပြီးကိုကျွန်းမလို့ပြောတဲ့လူမျိုးပဲမှရှိတယ်လေဘယ်မှာမှမရှိဘူးကျွန်တော်တို့ပဲရှိတယ်အင်မတန်ဂါရဝဆကြီးသူကိုယူသေးတယ်နိဝါဒေါသမိမိကိုမိမိနှိမ့်ချတာအင်မတန်ထက်တန်းကြတဲ့ယဉ်ကျေးမှုနဲ့နေခဲ့ကြတယ်မြတ်စွာဘုရားကိုယ်ွယ်ပါဘုရားဗုဒ္ဓံတဏ္ဍကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့ဒီတိုင်းပန်းစီမိကပ်ပြီးဘုရားကိုဂရိပြုတယ်ဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟူ၍ကိစ္ဆာမိစိကပ်ပါပြီးဘုရားဆိုတော့လည်းပဲနတ်လည်းယုံတယ်နတ်ပွဲလည်းသွားလိုက်ချင်သေးတာနော်နတ်တန်ကြတော့ကြက်သိန်းလေးများထနန်းထဲမှာနေနန်းရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးကိုကြီးတော့ကြက်တိုက်နန်းမှာကြားရတယ်အသံနန်းထဲမှာနေနန်းရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးမနဲ့ကိုရင်နွေးညရည်အေးနဲ့ကိုကြီးကြောင့်ငယ်ကမွေတဲ့ကြက်ဖောင်းလေးလို့နတ်ကဆိုလိုက်ရင်ဘာမှမသိညာမှမသိကြောက်ကိုယ်ွယ်လိုက်ချင်တာဘုရားလည်းဒီဘက်ဘုရားကိုယ်ွယ်စိတ်ကတာတော့အမှန်ပါပဲဘုရားဒီဘက်မှာလည်းနည်းနည်းအပိုလေးရှိသေးလို့ပါဘုရားနတ်လည်းကြောက်တယ်တောင်းဝသဗျာငွေအများရဲ့နဲ့လောင်းစရာငွေမရှာပါဘူးကြကြတိုက်မဲ့ပြင်းဆိုင်ကြောရှင်ကိုကြီးကျော်များဝင်လာပြီဆိုရင်အမလီအကုန်လုံးကကြောက်တန်ကောင်းကိုနေမှပါလို့အလိုရှင်အလိုတော်တန်ကောင်းကိုနေမှပါလို့အယက်ကလေးကိုတဲ့အာမနာအိမ်နီးရင်ကိုတဲ့အာမနာမတော့ရရင်သီလာဆောင်နေက
ကိုကြောင်းတကားမတော့ရတဲ့နေသီလဆောင်တယ်ဆရာချစ်တိုင်းမယ်နော်သိမကွာနတ်လည်းယုံတယ်ဘယ်သူမှမထိခိုက်ပါဘူးယုံမှာဘာဖြစ်လဲပြဿနာမရှိရှောင်းတယ်ဝါရမိတ်တူကြီးကိုရှောင်းတယ်ဝါရမိတ်တူငယ်ကိုရှောင်းတယ်သမားညိုရက်ကိုရှောင်းတယ်သမားပြူရက်ကိုရှောင်းတယ်နေတန်းတဲ့ရက်ကိုရှောင်းတယ်လာတန်းတဲ့ရက်ကိုရှောင်းတယ်ရက်ယုံမှာကိုရှောင်းတယ်ကိန်းနေရုပ်ရက်ကိုရှောင်းတယ်ရှမ်းရက်ကိုရှောင်းတယ်ပြာဒရာရက်ကိုရှောင်းတယ်နဂါးပေါ်ရက်ကိုရှောင်းတယ်လာစားမြေခံရက်ကိုရှောင်းတယ်လာစုမြေခံရက်ကိုရှောင်းတယ်မဟာရက်ကျမ်းကိုရှောင်းတယ်ရက်ပုတ်ကိုရှောင်းတယ်ရှောင်းတယ်နဲ့365ရက်မှာမြန်မာတွေအလုပ်လုပ်เสียသိမကြဘူးစင်ကာပူမှာဆိုငတ်ပြီပေါ့ခလေးချော့နေလုံးနေနေညနေစောင်းတော့အမေအကြောင်းကိုသွားရတယ်ကောင်းကင်ကြီးဟာကြောက်တင်ဘုံပေါ်ခြေဝါလုံးတွေရေးရတယ်အမေကရင်ဝင်လေးသားလေးသမီးလေးကိုပိုက်ညဘက်မှာခြေလေးတွေပြအမေတက်ကတော်အမေ University တက်ခက်ကြတယ်နေလုံးနေနေညနေစောင်းတော့အမေကြောင်းတက်ကြရပြီအမေရင်ခွင်နဲ့နေပြီးအမေပြောတဲ့လောကသဘာဝလူသဘာဝလောကအမူအရာလူအမူအရာတွေသင်ရတယ်ကဘာမြေစီကကျွန်တော်တို့သင်ကြရတယ်အမေစီကသင်ကြရတယ်အမေဆင်းရဲတော့လဲစောင်းစုပ်အဖေပဆူးစုပ်နဲ့ပေါ့ချမ်းသာတော့လဲစောင်းပန်းပခက်နဲ့ပေါ့သားလေးကိုထည့်ပြီးအမေကလွှဲတဲ့အခါကျိုးကတင်ဦးကျိုးဖြစ်ခြင်းဖြစ်မယ်ဂုံဒီကျိုးဖြစ်မယ်ပလတ်စတစ်ကျိုးဖြစ်ခြင်းဖြစ်မယ်သို့တော့သားကိုပခက်တဲ့ထည့်ပြီးလွှဲတဲ့အချိန်မှာဓာတ်ကျိုးဖြစ်သွားပြီအလွန်အေးမြသောမိခင်ရဲ့မြစ်တာဓာတ်တွေဒီကျိုးလေးရတဲ့ဆင်ဟိုးပခက်တဲ့ကသားလေးသမီးလေးသွားရောက်တယ်ဓာတ်ကျိုးလို့စီးသွားတယ်6လသမီးလေး3လသမီးလေးမသိပါဘူးအမေစုပြတဲ့ချင်းလဲသူနားမလဲဘူးဘာပဲသိလဲငါအနားမှာအမေရှိတယ်ကမ္ဘာလောကမှာငါပဲသူ့ကိုမှကြောက်เสียမရှိလောက၌အလွန်သာယာသောအတန်တကာတို့တဲ့ခြုံငိမ်သောအတန်သည်ငါအနား၌ရှိသည်ထိုအတန်ရှင်သည်အမေဖြစ်သည်လို့ခလေးရသေးတယ်အမေရှိတော့မကြောက်ဘူးပေါ့လောကမှာသူဒါပဲသိတယ်အမေကကြောက်ရက်ကလေးပြီးတော့ကြောက်ရက်ကလေးအမေကသားလေးထည့်ပြီးလှုပ်ပါးစပ်ထဲကြိုက်လှုပ်အဖေလာပါဦးရှင်သားလေးလာကြည့်စမ်းကြောက်ရက်ကလေးကြိုင်စားတယ်တော့မဟုတ်မှလွဲရောကြီးရင်ဂီတာသမားဖြစ်လိမ့်မယ်ထင်တယ်ဖေရငုံကြည့်ဟုတ်ပါဗျာတူအယူဆိုတာအဖေနဲ့အမေကိုပြောတာပထမဆုံးမိုးတဲ့ကောင်ပဲပေါ်တော်တော်လို့ဖြစ်နေကွာမဟုတ်ဘူးဘေးထိုးချတာအမတူအယူဆိုတာဖေနဲ့အမေကိုပြောတာယူပြီပေါ့ယူပြီပေါ့သားလေးပထမဆုံးသမီးလေးမွေးတော့ယူပြီပေါ့တူအယူဆိုတာဒါပါနော်ဆရာချုံညိုလည်းတူပါပဲနော်မိသားကြည်ရင်ဒီကမောက်လို့ဂီတသမားလုံမလားမောင်မီးတော့ပြုံးရောက်ရောက်မပြုံးပါဘူးခလေးကမအေးဖြစ်နေသားလေးကြည်ရင်ဂီတသမားလုံမလားဆိုတော့ရှင်သားလေးကပြုံးတယ်တော့ဟုတ်တာပေါ့မဟုတ်ဘူးဟဲ့ခေါင်းလောင်းဖြစ်လိမ့်မယ်ဘဲလ်ဖြစ်လိမ့်မယ်ကြည်ရင်ကျောင်းဆရာကြီးဖြစ်လိမ့်မယ်တင်တယ်မန္တလေးကကျောင်းကြီးတွေတော့အဆင်ပြေတယ်ဗျကျောင်းဖြစ်တယ်မနေဘူးပေါ့နော်ပညာနဲ့ဒါနပြုတ်တောင်းတောင်းတင်တင်ခေါင်းလောင်းတီးလို့ဆရာကြီးများလုံမလားမောင်မီးတော့ပြုံးရောင်ရောင်ဒီလိုဆိုရင်မြင်းကိုစစ်လို့စစ်ဘိုလ်ကြီးများလုံမလားမောင်မီးတော့ပြုံးရောင်ရောင်မင်္ဂလာရှိတာလေခလေးဖြစ်စေချင်တာပေါ့ဘယ်မအေးကများတော့ကျုပ်သားလေးကြည့်ရင်စိုက်ကသမားဖြစ်အောင်ကျုပ်တို့မနေပြုစုပြုထောင်ရအောင်ပါကိုရင်ဘယ်ရှိပါမလဲစိုက်ကသမားများနှိမ့်ချတာမဟုတ်ပါဘူးသို့တော်လည်းပဲဒါမျိုးပဲဆူတောင်းမှမလဲနော်အမေကတချင်းဆိုတယ်ကျွန်တော်တို့အမေတချင်းတန်နဲ့ကြီးရတယ်ကျုပ်သားကိုစွန်ချီငှက်ပလီပဲကိုကြွားပါလိမ့်ကျုပ်သားကိုစွန်ချီပါလေတိုးငှက်ပလီပဲကိုကြွားပါလိမ့်အိုးချခဲ့ပါအိုးဘာကိုဟောရင်တော့အိတ်ချင်လာနော်အမေတချင်းတန်လေးနဲ့အိတ်တာဗောမျက်တောင်လေးချအိုးကျုပ်သားကိုစွန့်ချီငယ်ပလီပဲကိုကြွပါလေချခဲ့ပါအောင်ဆိုတော့အိပ်ပြီပေါ့ဘယ်ရင်သားတော့သမီးတော့များကြတော့လေမြတ်ပခက်ကြီးတဲ့ထက်အေးရင်တော့ကျူอ่ะပခက်ကိုအေးရင်တော့ခေါ်ပြီးဒါကိုစင်ကျူးနဲ့သွဲမြတ်ပခက်ကြီးနဲ့စင်ကျူးနဲ့သားတော့သမီးတော့များကလည်းများလွန်းတော့ပခက်မအားရမင်းတို့မင်းကြီးကလည်းတရား၄ပါးတဲ့သားသမီးကနောင်ကိုရောကြီးကလည်းတရားကျော်တဲ့သားတော်သမီးတော်များ
အခက်က3 4လုံးအဲ့ဒါလှဲ့လို့ပြီးတော့ချော့နေရမိဖုရားကငွေပြီးထားခဲ့တာအထင်းတော်တွေခြီတော်တွေအရတော်တွေကထိန်းရအကြောင်းကလူရင်းတွေများကလို့တိုက်ရသားလေးသမီးလေးကိုချွတ်ရတယ်ထိန်းတော်များကတန်ဝိုင်းစုံလွင့်မြင့်တရားမွေရေရင်စီပါတဲ့မြင့်ကြီးငယ်တောင်းကြီးနွဲ့နွဲ့မှန်ကိုပါနဲ့အိုးဆူလိုက်တာနွဲ့နွဲ့မှန်ကိုပါနဲ့အိုးဆူလိုက်တာနွဲ့နွဲ့မှမကိုပါနဲ့ဗျာရှင်နန်းမှာတော့မိဘခေါင်းများကြိုက်ရင်ကျွန်တော်မျိုးမှပြစ်တော်တင်ပါလိမ့်မယ်ဖျားလို့6 လသားလေးကြောက်ရတာဘရင်သားတော်သမီးတော်ဆိုတော့ဘရင်သားတော်သမီးတော်လေးမဖွယ်မရသွားခေါင်းခောက်ပြီးငါတည်ချင်းစိုးလေးမအိသေးဘူးလားလို့9 နှစ်ပေါ့နော်အဲ့ဒီတော့ကလည်းကြေးတိုက်ကျိုးတိုက်များကရှိတာကိုနော်ဒါပေမဲ့ကျွန်တော်အမေကျွန်တော်ချော့ခဲ့တဲ့တချင်နေဝင်းမြင်မမေ့ပါနော်အသားရဲ့ဖြူခွန်းမုံကြီးနဲ့တူတယ်လေးလေးဘသူမကြည်နဲ့သားမီးနဲ့ပြေလည်ပြီးတာပဲနော်မင်္ဂလာဆောင်တော့လေမင်္ဂလာနဲ့ဆောင်တယ်မင်္ဂလာရှောင်တယ်လို့မပြောဘူးမင်္ဂလာဆောင်တယ်လို့ပြောတယ်ကဲမင်းနဲ့ငါကွယ်လူကြီးမိဘပြောပြီးတို့မင်္ဂလာများရှောင်ရရအောင်လို့မပြောဘူးဆောင်ရရအောင်မင်္ဂလာလူချင်းနဲ့မန္တလေးမှာမင်္ဂလာဆောင်များလာကြည့်စေခြင်းနဲ့ဒီဘက်ကသတို့သမီးအရန်နေသတို့သားအရန်နေသတို့သမီးမိဘများနဲ့ဟိုးမင်းလမ်းမှာတခါဂရိဘခေါ်စောကြီးခင်းလို့သတို့သမီးဝတ်တဲ့အင်ကြီးက340လောက်တန်တယ်အင်ကြီးနဲ့ထမိန်ကနောက်ဖြတ်ထားတဲ့ထိုင်မသိမ်းစားလူ4 ယောက်ကမထားနောက်ကဗီဒီယိုသမားတွေကြောက်သွားသေးလားကျိုးခလုတ်တိုက်မှာဆိုလို့340လောက်တန်တယ်ဆိုတော့ထမိန်နေအင်ကြီးမှာရတနာတွေစီထားတာကျွန်တော်တို့ကလည်းမင်္ဂလာဆောင်သွားရင်တို့သမီးနောက်တောက်လျှောက်လိုက်တာပဲတလုံးပြုတ်ကြကောက်ရလည်းမနေဘူးတို့သမီးကလှကျင်မှလှမယ်တို့သားကလှကျင်မှလှမယ်သို့တော်လည်းပဲဘယ်လိုမှမနာမလို့နော်ထားပါတော့တို့သမီးကချော်ချင်မှချော်မယ်သို့တော်မင်္ဂလာရှိအောင်ပြောကြဆိုင်းတော်ကမင်္ဂလာရှိတဲ့အတိုင်းမသိမင်္ဂလာဩဘာဘွဲ့တီးပေးဆိုပေးရတယ်မဟာဂီတာတွေကတို့သမီးလက်ကလေးကိုချိတ်ပြီးလာတဲ့အခါဆိုင်းတော်ကမင်္ဂလာရှိတာဆိုကအောင်စရတူငွေခရုသင်္ခါသုံးဘိသိဖြာဘုံနာဝံပြည့်ထွန်းတရားဝဲတင်းစင်သာသည်သံဃာမင်းတို့ရှင်မြူပါဝေစင်းနဲ့မြူတိန်သူတိန်ကင်းတဲ့လှပြီဝင်းကြီးကဲ့သို့ကြက်တီမင်္ဂလာရှိပါပြီလေလို့ဆိုပေးရတယ်ဆင်းရဲတဲ့ကလေးတွေကြတော့လက်မတဲ့ကလေးထိုးပေါ့ဟိုဘက်ခုနှစ်အိမ်ဒီဘက်ခုနှစ်အိမ်ခေါ်ပြီးတော့တီးဝိုင်းမထည့်နိုင်တော့ရက်ွက်ထက်ကငပြူအရက်တစ်စိတ်လောက်တိုက်ပြီးခေါ်ထားဆိုတော့လည်းနည်းနည်းမူးမူးနဲ့မဒလင်လေးနဲ့လာဖြောပြတာပဲမင်္ဂလာဆောင်မင်္ဂလာမြောက်တာဘုရားတော်နမင်းများကဂဟေဆက်လူသားရဲ့ခြေဦးညူသလူသားနဲ့ကျင်ရတော်မိုးဟေကိုတို့ရဲ့ဆိုမဟုတ်မှန်းသိပေမဲ့လက်ဖက်ရတိုက်ချင်တိုက်နေသေးတာနော်ဘဝဆိုတာတကယ်မင်္ဂလာရှိပါမလားကမောက်ကမပေါ့ခတ်တော်လေးတော့ကြအောင်မအများကြီးပြောချင်ပါတယ်ဖြစ်ချင်တာဖြစ်လို့ပဲရပါမလဲကျွန်တော်ပြက်ဆက်လေးတွေပါရေးတယ်ပြီးတော့တနေ့တော့လူငယ်တွေကရက်ွက်ထက်ကလာပြက်ဆက်အပ်တယ်ဆရာနေရဲ့တဲ့အလွမ်းပြက်ဆက်လေးတစ်ပုတ်လောက်ရေးပေးပါဟာမင်းတို့ကွာအလွမ်းပြက်ဆက်မလုပ်ပါနဲ့လုပ်ပါဆရာရဲ့တဲ့ကျွန်တော်ကအလွမ်းပြက်ဆက်လေးတော့မရေးတတ်ဘူးမင်းတို့က15ရက်လောက်ပဲရက်ရတယ်ဆိုတော့မင်းသမီးကတော့တကယ်အစ်စ်ပါတဲ့ငှားထားတယ်ဟုတ်ပြီတခါတော့ထွေးညူဆိုတဲ့ကောင်မလေးရွာမှာရှိတယ်သူ့ချစ်သူကဟိုးတိုင်းပြည်တောင်ထမ်းဆောင်တယ်ရှီတန်းမှာဒီနေ့ရှီတန်းကခွင့်ယူပြီးပြန်လာရင်ကိုသစ္စာနဲ့ထွေးညူနဲ့ပေါင်းရမယ်အဲ့ဒီအချိန်မှာပဲမမျှော်လင့်ပဲထွေးညူလို့ရွာမှာကြိုင်းခဲ့တာကိုကြီးတာတင်တို့ကဖျက်ဆီးလိုက်နှမကြီးများလည်းကတော့ပါရဲ့ဖျက်ဆီးလိုက်တဲ့အခါမှာသူ့ဘဝလူလုံးမလှတော့ဘူးဆိုပြီးတော့ဒီဘဝနေလို့လည်းမထူတော့ဘူးဆိုပြီးတော့ဘာကြီးမုံသွားပြီးတိုင်တယ်ဘာကြီးမုံရဲ့ကိုသစ္စာလာရင်သာပြောလိုက်ပါတော့ကျမသစ္စာရှိစောင့်တော်လည်းပဲကျမဘဝမလှတော့ဘူးအဘရဲ့ဆိုမိုးကြီးလေကြီးကြတယ်မုံတိုင်းကြတယ်အထက်ထွေးညူကဖြတ်ပြီးတော့ချောင်းနဲ့ကြတစ်ကိုင်းကပြုတ်ကြထွေးညူလေးစုံတော့မှလိုက်ကချလွန်းเสียပေါ့ကိုသစ္စာလိုင်းတော့ဟိုးကလွမ်းစီဒီမှာနောင်ဘဝများမှပေါင်းပါစီလို့ပြောလိုက်ပါဘာကြီးမုံရဲ့ပေါ့ဘာကြီးမုံလည်းညောင်ကိုင်းကြီးကိုဖဲလောင်းလေးကိုပွိတ်အိုးဖြစ်ရလေထွေးညူရဲ့ပေါ့အဲ့မှာကလကားချတော့မျက်ရည်နဲ့ပြန်ကြရမယ်ပေါ့ကျွန်တော်ရေးပေးတယ်ထားပါတော့တကယ်လည်းကတယ်ညနေပိုင်းကလေးကဒီပြက်ဆက်ရောက်မဲ့အချိန်ကျတော့ညောင်ကိုင်းကြီးကိုဒီလိုနေရာနေကျိုးနဲ့ဆွဲထားရတယ်ခုတ်ပြီးတော့ထွ
ထွန်းညိုလိုင်းပြုတ်ကြအောင်လို့ဘာကြီးမုံကလည်းတဲလေးနဲ့ဟိုဘက်မှာမိုးရီလေးတွေကလည်းကြာတာပေါ့ကျွန်တော်တို့က effect တွေလောက်ရတာပေါ့အဲ့တော့မင်းသမီးကတကယ်မင်းသမီးဆရာတဲ့ထွက်လို့ရပြီလားရပြီဘာကြီးမုံနှခမ်းမိုးနဲ့အတုတ်ကောက်နဲ့မိုးရီလည်းရွာနောက်ကလျှက်စီးတွေလည်းပြက်မိုးချိုးတွေလည်းပြက်နေဘာကြီးမုံထွန်းညိုကပြေးဝင်ဟဲ့ဘယ်သူတော့ဟဲ့မိုးလည်းလေးတဲ့သမီးပါကိုတစ္ဆာလာရင်သာပြောလိုက်ပါတော့အဘရဲ့ကျမဘဝမလှတော့ပါဘူးဟိုကလွမ်းစီဒီမှာနောင်ဘဝမြတ်မှပေါင်းကြရပါစေလို့ဆုတောင်းပြောလိုက်ပါဟဲ့ငါသမီးထွေးညိုဖိုင်900ငါကဘာခါရတဲ့သမီးရဲ့မောင်သစ္စာလာရင်ဘာပြောမှာပေါ့ဘာကြီးမောင်လည်းလိုက်ဆွဲတယ်မိုးတယ်လေဒါပေမဲ့ထွေးညိုကထွက်ပြေးတယ်ဒီဘက်ထိပ်တာရောက်တယ်ညောင်ကိုင်းကပြုတ်မကြထွေးညိုညောင်ကိုင်းနဲ့တဲ့ချမဲ့ကောင်ကအေးတွေပြက်ပြီးတော့ကျိုးဆွဲထားပြီးအိတ်နဲ့ကျွန်တော်လည်းရင်းသွားအောင်ရတယ်ဟိုမှာထွေးညိုကဒီဘက်ထိပ်ရောက်လာမင်းညောင်ကိုင်းကမကြသေးဘူးထွေးညိုကပါတယ်တကယ်မင်းသမီးဆိုတော့တစ်ပတ်ပြန်လှည့်ဘာကြီးမောင်ကြီးမတားနဲ့တော့ဘယ်လိုလုပ်တာမတားပါဘူးညောင်ကိုင်းကမကြတော့မတားနဲ့ဆိုတစ်ခေါက်ပြန်သွားတော့ဘာကြီးမောင်ကနှခမ်းမိုးချုပ်ပြီးပြီလေသူခမ်းပြီးတော့ဝင်မယ်လို့တော့ထွေးညိုတစ်ပတ်လှည့်လာတော့ပြန်ကတ်တော့ကန့်လာမဟုတ်ဘူးတတ်ငါသမီးရဲ့သဘောပေါက်လိုက်ပြီဘာကြီးမောင်ကဖြစ်ရတယ်ငါသမီးရဲ့ဖန်900ငါကဘာကိုသစ္စာလာနာပြောလိုက်ပါတော့အဘသွားပြီဘာကြီးဆိုတော့မှဟိုကောင်ကကျိုးလှုပ်ချထွေးညိုပေါ်မကြောက်ဘာကြီးမောင်ပေါ်သွားကြတယ်ဘာကြီးမောင်ကလောနဲ့ရှေ့ရထွက်တော့ဟိုကောင်လှုပ်ချထွေးညိုကပါတယ်ညောင်ကိုင်းညိုဘာကြီးမောင်ပေါ်ဖဲဘာကြီးမောင်အလောင်းပွေဖြစ်ရတယ်ဘာကြီးမောင်ရဲ့ဖြစ်ချင်တာတခုဖြစ်သွားတာတခုအလွမ်းပြတ်စာရေးခိုင်းတာဆရာနေရေးခိုင်းလိုက်တာဆိုပြီးလူငယ်တွေကရိုက်မယ်လို့3ရက်လောက်ရှောင်းနေရရင်နဲ့မပြန်ဘူးတဝါနဲ့ပြန်သွားတော့ဒီကောင်နဲ့မလုံနဲ့လူငယ်ဆိုတာတကယ်ရိုက်ချင်တကယ်ရိုက်တဲ့ကောင်လေအဲ့တော့3ရက်လောက်ရှိမှပြန်လာပြီးတော့မင်းကွာမင်းတို့ကလည်းလူတွေမှစိတ်ညစ်ရတယ်ကြားတဲ့တို့ဘာတို့ညာတို့ဟာတာပဲကောင်းပါတယ်ဆိုပြီးယူးကြောင်မှုကြောင်တော့ရနော်ဟုတ်ပြီဒါကြောင့်ကျွန်တော်တို့လူတယောက်စီမှာတဘိုးလေးချောင်းထားရတယ်နော်တကယ်လည်းစားမကြည့်နဲ့အောင်သဘောပြတာတဘိုးလေးချောင်းရှိတယ်လူတယောက်စီမှာတစ်ခုကကာမယောဂတဏှာတဘိုးထမ်းထားတယ်တတ်မဲ့ခြင်းတဘိုးပေါ့နော်ထားရတယ်တဲ့ဘဝတဘိုးဘဝယောဂခေါ်တယ်ဘဝတဘိုးကလည်းထားရတယ်အယူအဆဒိဋ္ဌိယောဂအယူအဆတဘိုးကိုဆွဲကင်ထားတဲ့အယူအဆတဘိုးကြီးကလည်းထားရသေးတယ်အဝိဇ္ဇာယောဂမသိမှုဆိုတဘိုးကလည်းထားရသေးတယ်မသိမှုကအမှန်တန်ကြောက်စရာကောင်းစားလည်းမတက်ပေးလည်းမတက်ဘာမှလည်းမသိလားဘာမှမသိခြင်းများနဲ့ဘဝကိုဖြတ်သန်းတဲ့အခါအဝိဇ္ဇာဖြစ်တယ်အမှန်တန်ကြောက်စရာကောင်းဒါကြောင့်စာဖတ်ကြပါလို့ပြောတယ်တော့မှဆိုရပြမှာဖိုးထောင်တယောက်ရှိတယ်တဲ့လူငယ်အသက်20လောက်ရှိပြီမိဘများလည်းမရှိဆင်းရဲလိုက်တာလည်းအင်ဂျီဝတ်ဆရာမရှိဘူးအစိုးစုခလေးနဲ့ခါမှဓမ္မတော်လေးတစ်ချောင်းပဲသူပိုင်တယ်ဟိုးရွာထက်ကအကျော်တဲ့တော့မြရင်တဲ့အကျော်တဲ့ကြီးစီမှာသွားပြီးအကျော်ဘိုးလေးထဲမှာအိပ်ရပဲလော်ထင်းလေးတွေဒါခလေးတွေခုတ်ပြီးတော့မှတော်မြရင်ကိုသွင်းရတယ်3စီးဆိုတစ်စီး2ကြက်ဆိုတော့6ကြက်ရတော်မြရင်အကျော်လေးတစ်ဖက်နဲ့သမင်းညာလေးတစ်ခဲမနဲ့ကျွေးတာလေးစားညနေကျွေးတာလေးစားနောက်တနေ့ပဲလော်ထင်းလေးတွေသွားခုတ်တော်မြရင်ကိုပေးတော်မြရင်က2ကြက်နဲ့ဈေးဖြတ်သမင်းကလေးနဲ့အကျော်ကြံနာလေးနဲ့ဖိုးတောင်ဒီလိုကြည့်ရတယ်ဘာသာမှလည်းမတောက်ဘာမှလည်းမသိတနေ့တော့ရွာနီးမှာထင်းလေးတွေကကုန်ပြီဆိုတော့ဟိုးဝေစိမ့်ညွတ်စီဖိုးတောင်ကဓမ္မတော်လေးကင်ပြီးသွားတော့ချိန်မှာ3-4မိုင်ဝေးတဲ့အဝေးရောက်တော့သစ်ပင်တစ်ပင်သွားတွေ့ထွာဆိုင်တော့ဟာဖြောင်းသစ်ပင်ကလည်းထီလိုပဲဖြောင်းလို့ငါခါတိုင်းခုတ်နေတဲ့ပဲလော်ထင်းလေးတွေလောက်ကလေးတွေအခုဒီပင်ကမြတ်စွာဘုရားဖြောင်းတန်းနေပါလားဘာပဲများလေဘာပဲမဲ့ဖြစ်ခုတ်လိုက်လို့ရှိရင်ထင်းနေအစီအများကြီးရမယ်ပတ်စံလည်းအများကြီးရမယ်ဒါပဲသိတယ်ခါဓမ္မရိုးလေးထုတ်အပင်ကြီး3-4ချက်ခုတ်အနာယူနီဖောင်းနဲ့တူတယောက်ချက်ချင်းရပါလားသစ်တော်ဦးစီးတဲ့ရေးထားတယ်အမဟုတ်လို့မင်းဒါဘာဟုတ်တာတော့သစ်ပင်ခုတ်တာပေါ့သစ်ပင်ခုတ်တာငါမြင်သားပဲကွာဩဆရာကြီးမြင်တာဘာလို့မေးနေတော့ဖက်တဲ့ကောင်ပဲစကားလေးနဲ့အောင်ပြောတာမင်းပြဿနာတက်တော့မှာပဲမင်းဒါဘာပဲမှတ်နေတော့မသိပါဘူးခင်ဗျာကျွန်တော်ဘဝမှာတစ်ခါမှလည်းမမြင်ဘူးပါဘူးကျွန်တော်တော့နတ်ပင်ထင်တာပဲအင်မတန်ရေးကြည့်တဲ့ပင်မင်းပြဿနာလုပ်နေပြီမင်းဘယ်ရွာကလဲတောမပါခင်ဗျာဟိုးပြကမင်းနာမည်ဖိုးထောင်တောမဟုတ်ပြီပြဿနာပဲမင်းတော့ဒါဘာပဲနဲ့သိလားမသိပါဘူးခင်ဗျာ Botanical Science ရုပ်ခသိပ္ပံနဲ့ဆိုရင် Tectona grandis Lin F လို့ခေါ်တယ်သင်္นานကဆင်းလာကစား
တင်တန်းကဆင်းလာစာရဲလည်းမမေ့သေးတော့ဒီတောသားကိုသွားပြီးတော့ယုတ်ခသိပ္ပံနဲ့ဆို Tectona Grandis Lin F လို့ခေါ်ရအင်္ဂလိပ်လိုကြ TEAK teak ဩဆရာကြီးမသိလို့မေးပါရစေမေးအင်္ဂလိပ်ပင်လားခင်ဗျာဟာတို့တိုင်းပြည်ထဲပေါက်တာအင်္ဂလိပ်ပင်ဖြစ်ရမလားကွာဩဆရာကြီးမသိဘူးလေနှုတ်ဘာပင်လဲခင်ဗျာကျွန်းပင်ဆရာကြီးငကောဗမာလူပြောရရတာနဲ့ဆရာကြီးခက်တယ်ကောင်းမယ်လေးနဲ့အောင်ပြောတာမင်းတို့အင်္ဂလိပ်လိုညှက်မှမင်းတို့အထင်ကြီးတဲ့ကောင်းနေလေးနဲ့အောင်ပြောနေတာဟေးပြဿနာတက်တော့မှာပဲဟုတ်ကဲ့ဒီပင်ဘာလို့ခင်ဗျာဒီပင်ကမင်းခုတ်တာတလောက်နှစ်90လောက်ဆောင်းဟောလောက်ဖြစ်တယ်အဲ့လောက်ဖြစ်တာကမှအောက်ကတို့ခုတ်ရတယ်ခုတ်ပြီးတင်းတက်ရတယ်စင်းနဲ့အောင်ချချောင်းနဲ့ကနေပြီးတစ်စိတ်တွေပို့တစ်စိတ်ကနဲ့ရန်ကုန်စိတ်ကန်းကိုပို့နိုင်ငံခြားတင်တဲ့တင်းဘောကြီးနဲ့တင်ရင် foreign exchange လို့ခေါ်တဲ့နိုင်ငံခြားငွေရတာဩဆရာကြီးမသိလို့မေးပါရစေမေးဗမာပတ်စံဘာဖြစ်လို့လဲခင်ဗျာဒီကောင်တော့ပြဿနာပဲဒီကောင်ကမင်းမသိအေးစင်းနေငါပြောတာနားထောင်ဒီပင်ကအရေးကြီးလို့ငါပြောနေတာဒါနိုင်ငံတော်ကပိုင်တဲ့အပင်ခင်ဗျာဘယ်သူပိုင်လဲနိုင်ငံတော်ကပိုင်တာနိုင်ငံတော်ဘာပါလဲခင်ဗျာဘယ်သိမှလဲတော်တဲ့ကြည်ရတဲ့အဝိဇ္ဇာနိုင်ငံတော်ဆိုအစိုးရမင်းများပိုင်တာပေါ့ကွာဆရာကြီးမသိလို့မေးပါရစေမေးအစိုးရမင်းများရေလာလောင်းတာလေတခါမှမတွေ့ပါလားခင်ဗျာခက်တဲ့ကောင်ပဲမင်းတော့နှစ်မှုဖြစ်တော့မှာပဲအစိုးရမင်းများနဲ့တကွာတိုင်းသူပြည်သားအားလုံးကပိုင်တဲ့အပင်မတန်ဖိုးတန်တဲ့အပင်ဩဒီအပင်မှာမှတ်တော့တရားဥပဒေပြဋ္ဌာန်းထားတယ်ကျွန်းတပင်ခုတ်ထောင်စနေခင်ဗျာထောင်စနေကြတယ်ဒီပင်တပင်ခုတ်ဟာအဲ့တော့မှဖိုးထောင်ချွေးသည်ချွေးပေါက်တွေကြသူကသူလည်းစဉ်းစားတယ်တရားဖဲဒီပင်ငါခုတ်မိတာတော့ပြဿနာတက်ပြီတို့ရကတာအေးလူသက်တာ9နှစ်ကြာတယ်ကြားဘူးတယ်ဒီပင်က10နှစ်ဆိုငါဒီကောက်ပိုင်းရင်3နှစ်သက်တာမယ်ဟုတ်တယ်လေသူကလည်းသက်တာရသက်တာကြောင့်စဉ်းစားတာကိုကတင်တန်းကဆင်းတဲ့ပညာပေးဆရာကမသိဘူးခါကဓမ္မလိုထုတ်ပြီးပိုင်းတော့သေးရောဟုတ်လားဒါကြောင့်စင်ကာပူမှာပညာများပေးရင်ဝေးဝေးရပေးကြပါဟုတ်ပြီမသိမှုအဝိဇ္ဇာကြောက်စရာသိကောင်းတယ်ဒါကြောင့်စာဖတ်ကြပါလို့ပြောနေတာဖြစ်ပါလေနော်တစ်ခါတလေကြတော့မှန်တယ်လို့နဲ့မှားတာလည်းရှိတယ်စေယောဂဆရာဝန်တယောက်ကစေယောဂလူနာတွေကိုစိတ်6လကျွေးတယ်ကျွေးပြီးတော့ intelligence power ဘလောက်တက်လာတယ်လဲစစ်စေကြောင်းသားတွေကနောက်ကပမောက္ခရှေ့ကလူနာပြုဆရာမလေးကိုစေယောဂရှင်လေးတွေတယောက်စီရှေ့ကောထိုင်ခိုင်းပြီးတော့စစ်6လကျွေး3လေးဘလောက်လဲစိတ်စားဝိညာဉ်ရှင်ကစဉ်းစား126ပါခင်ဗျာတော့မရသေးဘူးဘယ်နဲ့3လေး126အောင်မကွာနောက်တစ်ယောက်လားဒီမိကုံးမဲ့မေးတယ်နောက်လူနာတစ်ယောက်3လေးဘယ်လောက်လဲကြာတာပရိပါခင်ဗျာမင်းကအခရာတို့ကြီးတို့တရတော့မပေါ့ဟုတ်ပဲသားနောက်တစ်ယောက်လား3လေးဘယ်လောက်လဲ9ပါခင်ဗျာဒီကောင်မစိုးတက်လာပြီတဲ့မင်းဘယ်လိုရလဲကိုဟိုပထမကောင်126လေးကဒုတိယကောင်ကြာသပတိနှုတ်လိုက်တာတဲ့အခါတလေမှန်တယ်ဆိုပေမဲ့တခြားမေးအောင်အတွင်းလိုက်မှားနေရတယ်အများကြီးနော်ဒါဖြစ်ရင်နေဝင်းမြင့်ရဲ့မင်းဟာ BSc တွေ BA တွေနဲ့ LCCI တွေဘာတွေညာတွေနဲ့စာတွေတက်မှခံစားရတာဟာမြန်မာများကနှလုံးသားရှိတယ်စာမတက်လည်းခံစားတယ်ကျွန်တော်ဘာကြီးစာလုံးဝမတက်ဘူးဘာကြီးချစ်မောင်ကျွန်တော်ကုန်းဆောင်ဟိုဘက်မှာပေတော့နဲ့ပင်းတုံးဆိုရွာရှိတယ်တနေ့တော့ဘာကြီးချစ်မောင်ကငါမင်းပင်းတုံးသွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစာပေးလိုက်ချင်တယ်ဘာကြီးတန်လုံးကဟိုးဘက်ရွာ2မိုင်လောက်ဝေးတယ်ကျွန်တော်ဘာကြီးလည်းစာမတက်ဘူးစာပေးလိုက်ချင်တယ်ဆိုတော့မြင်းလဲနဲ့ကျွန်တော်ကသွားဘာကြီးပေးလေလို့ဆိုစာပေးလိုက်တော့အိတ်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလဲပေါ်ကြမှာကျွန်တော်သတိရဟာဘာကြီးကစာလည်းမတက်ဘူးစာလည်းပေးလိုက်တယ်ပေါ့ကျွန်တော်အိတ်ထက်ကထုတ်ဖတ်လိုက်တော့ဒုချောင်း2ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထားပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထမ်းပင်လေးဆွဲထားနောက်20အိုးလေးတွေကငွေလေးထွက်နောက်ဒီဘက်မှာ4တိုင်စင်လေးပြီးတော့ဒီမှာဝါလုံးလေးကိုသူခဲရတယ်မင်းနဲ့ဟာမြတ်စွာဘုရားအဲ့ခေလည်းမပါပြီးလည်းမပါဘဲနဲ့ဗိုက်တန်အလုံးကိုစားပေးလိုက်တယ်ဆိုတော့မြင်းလဲเสียကိုကြောက်ခဲကိုပြရတယ်ကျွန်တော်က
ဦးကျော်ခေဖတ်စမ်းမအောင်ကျွန်တော်တို့ဘယ်လို့မှဖတ်မရဘူးမင်းလူမစိတ်ညစ်ရတယ်ကြားတယ်ကွာတဲ့နော်ဦးတန်လုံးချက်ချင်းသွားတယ်ဒါကိုလည်းသိချင်တာဟုတ်ဘာကြီးတန်လုံးအဖဦးချစ်မောင်စားပေးလိုက်လို့အမလီအဲ့စာမျောနေတာမောင်ဖတ်ပြစမ်းမအောင်ဘာပြဆိုတော့အမဒီကောင်လာစား2ရက်နေလာမယ်ပြောနေတာတဲ့ငါတို့ရွာနွားရောင်းမယ်ပြောတာပဲကွာတဲ့2ရက်လောက်နေပြီထရီလေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့အိုးလေးကငွေထွက်နေတာငါ့ရင်ထမင်းစားမယ်ပြောတာအဲ့ဒါထမင်းအိုးတဲ့ဩဟုတ်ကဲ့ဒီဘက်ကလေးတိုင်စင်ကအရင်စင်လေးတဲ့ရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဟောလုံးလေးဆက်ပြီးမဲရောင်ချေထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာတယ်အေးဟုတ်သားပဲဩဒီဘက်ကဒုချောင်းကြီးဟောအဲ့လိုနှစ်ချောင်းချစ်ထားတဲ့မောင်ချစ်မောင်မင်းပါကြီးဗျာတဲ့ချစ်မောင်မှတန်လုံးတို့ပြေးတဲ့စားပေါ့ကွာတဲ့ဟုတ်တယ်ဖြစ်တာပဲအရေးကြီးတာနားလဲဖို့ပါနော်ကျွန်တော်တို့လူပဲအမတန်ချစ်စရာကောင်းတယ်ကြပြလင်္ကာတွေတချင်းဖြစ်အောင်ဖွဲ့ကြဆိုကြတယ်ဆိုတော့ရွတ်တယ်ဝဆနာလင်္ကာရတတ္ထာလင်္ကာရကြပြကတချင်းဖြစ်တယ်ကျွန်တော်တို့ထက်မှအများကြီးရှိတယ်ကျွန်တော်တို့မှာဆိုတော့စင်ကြီးမြန်ကြီးရိတ်ကြီးတောတောင်နေရမခံပန်းပြန်ပင်စင်မြင်းနဲ့ရံပဲခက်လက်စိမ့်မြမိုးမခဘူးနွေလာတန်ပေါက်ရင်းကျင်ငယ်ရောက်ခါမှနှင်းတောက်ကရွှင်ရွှင်ပွင့်ဖူးတွေစင်ကြသည်ဒါကြပြလူရွတ်လိုက်တာအတန်ထဲတော့တချင်းဖြစ်တယ်စင်ကြီးမြန်ကြီးရိတ်ကြီးတောတောင်နေရမခံပန်းပြန်ပင်စင်မြင်းနဲ့ရံပဲခက်လက်စိမ့်မြမိုးမခဘူးနွေလာတန်ပေါက်ရင်းကျင်ငယ်ရောက်ခါမှနှင်းတောက်ကရွှင်ရွှင်ပွင့်ဖူးတွေစင်ကြသည်တချင်းဖြစ်တယ်တပြန်တပြီးတနာကြီးမြတဆန်းချီမြင်မိနိုင်အောင်ပဲစစ်စစ်ကဲလျင်ထိလူမိုးစီတိမ်တို့မိတာထွတ်ဖုံးကောင်ဖျားမြတ်စေတီပါ၌နေချားမြေဝေးနှောင့်ချစ်ထွေးနဲ့တရီချစ်ခွင့်ကျင်းရနုရှင်တပြန်တနာကြီးတပိစနာတလိဋ္ဌာတအန်သာလို့မြန်မာနိုင်နဲ့မပြောနဲ့တဆန်းချီမြင်လေးကွာတာတော့မောင်းနဲ့ဝေးရပြီထင်ပါတယ်ရှင်တဲ့မိုးနဲ့မြေလိုကွာတယ်လို့ထင်ပါတယ်လို့ပြောတဲ့ကြပြလေးအတန်ထဲတော့သချင်းဖြစ်တယ်တပြန်တပိတနာကြီးမြတဆန်းကြီးမြင်မိနိုင်အောင်ပဲစစ်စစ်ကဲလျင်ထီလူမိုးစီတိမ်လို့မိတာထွတ်ဖုံကောင်ဗျာမျက်စရီပါနိုင်နေချာမြေဝေးနောင်ချေထွေးနဲ့တရေချစ်ခွင့်ချင်ရနုရှင်တရေချစ်ခွင့်ချင်ရနုရှင်ချင်းဖြစ်တယ်ခံစားရတာပေါ့နော်ဟုတ်ပြီကြပြလေးဆရာဆိုကြီးရဲ့ကြပြနေလုံးရဲ့နီးတိမ်မကြီးငွေသွင်းနဲ့နတ်ရေးတီတို့ဒီအကြတွင်ဖြင့်အလှလတာပြင်ကကျူရိုးရှင်လှေကလေးနဲ့မျောငေးလို့ပေတာလန်းနဲ့တပိုက်အတန်လေးထက်ကြည့်အောင်နေလုံးရဲ့နီးတိမ်မကြီးငွေသွင်းနဲ့နတ်ရေးတီတို့ဒီအကြတွင်ဖြင့်အလှလတာပြင်ကကျူရိုးရှင်လှေကလေးနဲ့မျောငေးလို့အချင်းဖြစ်တာပဲဒါကြောင့်ဆရာဆရာမများဒုတိယမိခင်များဟာအရေးကြီးတယ်9နှစ်ပြည့်တော့ကျောင်းပို့ဆရာဆရာမများရဲ့ဂုဏ်ကျေးဇူးနဲ့နေဝမြင့်စင်ပေါ်ကဟောတယ်သို့တော်လည်းပဲဒီဘက်ခက်ဘွဲရတဲ့ကလေးတွေကစာမဖတ်ကြတော့ကလေးမှောင်မတင်ပေးနိုင်ကြဘူးစာကိုမပြောနဲ့စိတ်ကိုမပြောနဲ့စာကိုတောင်ဖြောက်အောင်မတင်နိုင်ဘူးမမလေးပြိုးဥယျာဉ်အဝင်မှာသားပြီးတော့ဘောရီရွှေเจ้าနဲ့တင်းနေတာဘုံကြောင်ရှိတယ်တဲ့ညောင်ပင်းရှိတယ်ရှေ့ကလမ်းလေးနဲ့တရက်တရက်ပင်နေမင်္ဂလာပင်နေပိန်းနေပင်နေနဲ့အင်မတန်သားရတဲ့ဟဲ့လို့တင်းနေတယ်ကျွန်တော်စတိခင်ခင်တို့ကလည်းကျောင်းဆရာမကျွန်တော်သွားတယ်ကဟိုဘက်ကဆရာမတင်းနေပိန်းနေပင်နေမင်္ဂလာပင်နေနဲ့ကျောင်းဝင်လမ်းလေးကသားရလို့ကျောင်းကြီးဝိဟာရနဲ့ညောင်ပင်ကြီးရှိတယ်မမလေးပြုတ်ဥယျာဉ်ဝေမှာသားပြီးတော့ဘောဒီရွှေเจ้าသမင်းစားကြင်ကြဆရာမလေးခေါ်တာတမီးရဲ့မှားနေတယ်မဟုတ်ရဲ့တမီးစင်တာမှားတယ်အဲ့လိုမဟုတ်ဘူးတို့မြန်မာများကရှေ့က15နှစ်သားမှရှင်ပြုရတယ်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိတရဏဂုံ3ပါးပြီးသတာကျွတ်နိုင်မှရှင်ပြုရတယ်တိခိယ95ပါးလိန်10ပါးဓာန်10ပါးသင်္ကန်းတောင်သင်္ကန်းရှောင်များဥပ္ပစေဆရာတော်ဘုရားရှိမှကြာနန္ဒသူကိုယ်တိုင်တောင်းနိုင်မှရှင်ပြုကြတယ်အဲ့ဒါနဲ့ဘာဆိုင်လဲဆရာရဲ့ပြောပြမယ်မြန်မာလူငယ်တွေကရှေ့ကထွားကြမ်းရတယ်ကြာရောင်ကြီးဝေးကြီးနဲ့ဒီကလည်းထိုးခွင်းဒူးကြတယ်မေးရခေါ်ပြောတယ်တာရဲ့ဒီနေ့စပားပေါ်ရင်အမေသားကိုရှင်ပြုမယ်နော်
ငါသားလေးကိုရှင်ပြုမယ်ဟုတ်ကဲ့အမေအေးဦးပြည်စိမ့်စိမ့်သင်္ကန်းဝါဝါနဲ့သားကိုရင်ရဲ့တပိတ်တော်တဲ့ဆွန်းလောင်းရတဲ့အရာသာအမေတို့မူးစုပဲစုနဲ့စုလာတာသုံးဝါဝက်ပါနော်သားတပိတ်တော်တဲ့အမေဆွန်းလောင်းခြင်းနဲ့ဟဲ့အဖေဆွန်းလောင်းခြင်းနဲ့မြတ်စွာဘုရားတို့တဝါတရားတော်အတွက်တဝါသံဃာတော်အရှင်သူမြတ်များအတွက်တဝါသုံးဝါတော့ဝက်ပါသားရဝက်မယ်အမေပေါ့လိမ္မာရသားညကြချစ်သူနဲ့ချင်းတွေ့တယ်ရှင်ဘဏဝါဝက်မယ်စိတ်ကူတော့အမေကတော့သုံးဝါပြောတယ်ကျွန်မတဝါပဲအာမခံနိုင်မယ်နော်ရှင်ဘသူကသုံးနဲ့စောင့်နေမှာတော့ချစ်သူကပြောလိုက်တော့အမေကိုသွားပြန်ချွဲညကြအမေအဖေလည်းလဲတဲ့ဆင်းရတာပင်မမှာတယ်မြေသုံးဝါယူမရပါဘူးလားတဝါလောက်တော့ပေါ့မလုပ်ပါနဲ့သားရဲ့ပေါ့မေကအမျက်ကြီးကြမျက်ကြီးကြတော့ဟုတ်ပါပြီအမေပေါ့ထားပါတော့ဒီမှာချစ်သူ2ယောက်ရှိတယ်ယောက်ျားလေးချစ်သူက16နှစ်မိန်းကလေးချစ်သူက15နှစ်ဒီမိန်းကလေးကသူကိုယ်တည်းကြည့်တဲ့ချစ်သူကိုဥယျင်လို့ခေါ်တယ်ရွယ်သူချင်းကြတော့မိန်းကလေးကလည်း15နှစ်ယောက်ျားလေးကလည်း15နှစ်ရွယ်သူချင်းချစ်သူကြတော့ကိုရင်လို့ခေါ်တယ်ယောက်ျားလေးချစ်သူက15နှစ်မိန်းကလေးက16နှစ်ကြီးနေရင်မောင်ရင်လို့ခေါ်တယ်ဒိုလူမျိုးကဥယျင်ဆိုတာအကိုရွယ်သူချင်းကြတော့ကိုရင်ကိုယ်တည်းငယ်တဲ့ချစ်သူကြမောင်ရင်လို့ခေါ်တယ်ဒါကြောင့်မမလေးပြုတ်ဥယျင်အဝေမာသာဝေတော့ဘောဓိရွှေချောင်းဆိုတာတရက်ပင်နေပင်းနေပင်နေမဟုတ်ဘူးအကိုလို့ခေါ်တာဟဲ့ဥယျင်ဆိုတာနဲ့သစ်ပင်စိုက်တယ်နော်တော်ဆိုးတယ်နော်သာမဖတ်ဘူးစင်ကာပူဆရာမတွေမဟုတ်ပါဘူးမန္တလေးဆရာမတွေပြောတာပါနော်နောက်ဆရာမတယောက်ကပို့ဆိုးသေးတယ်ဝါကောင်လာပြောင်းမိချောင်းဖွေးဖွေးမိုးအေးတဲ့ကျွန်တော်ဇနီးကမြေဘေးကအိုင်းတိုင်းဆိုတဲ့ရွာမှာတာဝန်ကျတယ်ဆရာမအတင်းတယ်အခုလေဝါကောင်လာဆိုရင်လေတဲ့မိုးလေးကဖွေး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 နဲ့ကြပြီးဟောမြစ်ထဲမိချောင်းတွေဖွေး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 နဲ့တက်လာဆိုဟာဒီကောင်လေးလန့်သွားကြည်စမ်းဒီအိမ်ရောက်တော့မေကတားရီနွားစာလေးဆင်းခတ်ပါဦးအမလီဝါကောင်သတင်းကျွတ်ဟိုဘက်တစောင်းမုံကြမှာခတ်မယ်အဖေခတ်ခိုင်းဘာလို့တော့အမလီဒီလိုဝါကောင်လားဆိုမိုးလေးဖိုးဖိုးနဲ့မိချောင်းတွေခမရလှိမ့်လှိမ့်တက်တာခမရတို့တစ်သက်လုံးမပြောခဲ့ဘူးကြည်စမ်းဆရာမကပြောလို့ပေါ့မိချောင်းမပြောပါနဲ့ဟေးအိမ်မြောင်တော့မတွေ့ဘူးပါဘူးတို့လည်းသက်60ကျော်ပါပြီဟာခမရစားတယ်လည်းပါတယ်ဆရာမကလည်းပြောလိုက်တယ်မလို့နဲ့သတင်းကြိုဟိုဘက်မှာအမေကျွန်တော်ခတ်မယ်အဲ့ဒါကျွန်တော်မထူကပြောရတာဟဲ့မမူလာအောင် not the crocodile it's a flower မိချောင်းမှာလေရေခတ်ခိုင်းလို့မရဘူးခလေးတွေဟမ်ဟုတ်လားဒီနေ့မနေ့ပြန်ပြင်သင်လိုက်ပြရွာတွေကငါတိုင်လိုက်တယ်ပေါ့နောက်နေ့ကျဆရာမပြင်းတင်တယ်ဆရာမများထုံးစံပေါ့မလိမ့်တပတ်နော်မလေးကဆရာမတွေပြောပါတယ်မနေ့တုန်းကသားတို့သမီးတို့လေတဲ့ဆရာမတင်လာမိချောင်းဖွေးဖွေးမိုးအေးမိချောင်းတွေဖွေးဖွေးတက်လာတယ်မလားတဲ့ခလေးတွေကကောင်းနေမျက်လုံးပြူးနေဒီခေတ်မဟုတ်တော့ပါကွယ်တဲ့ဒီခေတ်တော့မော်တော်ပန်ကာတွေခုတ်လို့သေးကုန်ပါပြီတဲ့စာမဖတ်တော့ကြုံတယ်လို့ကြားတယ်လို့သင်တာအတန်းထဲမှာ90ရှိရင်ဒီဆရာမ16နှစ်လောက်အလုပ်လုပ်တယ်ဆိုမြောက်တာကြည့်တော့ဘယ်လောက်အမှားတွေများလိုက်မလဲနော်စာဖတ်ကြပါပေါ့နော်နောက်ဆရာမလေးတယောက်ကတော့အတန်လေးနဲ့သင်တာသူကစာပလွေရင်မပိုက်ပါလို့ကျောင်းတော်ကိုတဲ့လိုက်မဲပြင်းဟာတော်လိုက်တာသမီးလက်ပေါင်းဘယ်ကသမီးဘယ်သူသင်ပေးတော့ဆိုတီဆရာအေးအတန်လေးနဲ့သင်ရတယ်ကလေးတွေကိုအဲ့လိုသမီးသိတဲ့ဘောကြတာပဲအတန်နဲ့သင်ပါကွယ်ပေါ့ကျေးဇူးတင်ပါတယ်ဆရာနင်းစာပလူစာပါတော့ဩဆရာကလည်းစာလေးရပလွေလေးရပေါ့တဲ့ကြီးတော့စာလေးနဲ့ပလွေလေးဘုန်းကြီးကျောင်းပါသွားလို့ရမှာတော့ဘုန်းကြီးကစာတော့ထားပါတော့ပလွေပါလို့ရမှာတော့ဟာခိကဘာဖြစ်တယ်ခဏလူငယ်တွေနည်းနည်းကောက်အောင်ပါ popular culture ပေါ့ရေပန်းစားနေကျွန်တော်တို့ပြောခဲ့တဲ့ဂီတကျွန်တော်တို့ပြောတဲ့ကြပြကိုယ်ပိုင်ရှိတယ်လို့ကျွန်တော်တို့ပြောနေရင်းနေကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့ကလက်ဆင့်ကမ်းရတော့မယ်နှစ်ပေါင်း2000ကျော်ဘိုးဘွားမိဘအများကတာဝန်ကျေခဲ့ကြပြီဒီရင်ချင်းမှုအမွေနဲ့အထုပ်ကိုကျွန်တော်တို့လွှဲပေးရမယ်လူငယ်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါနှလုံးသားတွေမာကျောနေကြတယ်အုံနောက်တကားဖွင့်ထားတယ်ကမ္ဘာမှာ world medalist ရွှေတစိတ်တွေရ LCC ဆိုပထမပဲဘာဆိုတရုတ်စကားပြောပထမပဲဂျပန်စကားပြောဆိုလည်းပထမပဲမြန်မာလူငယ်တွေတော်လိုက်တာနဲ့အုံနောက်တကားကြီးဖွင့်ပြီးနှလုံးသားတကားကိုပိတ်ထားတဲ့အခါစာနာစရာရှိလို့လည်းမစာနာတတ်ခံစားစရာရှိလို့လည်းမခံစားတတ်တဲ့ဘဝတွေဖြစ်နေတယ်တချို့သောလူငယ်များလူကြီးသူမတွေ့လို့ဥညွတ်မှမသိကိုဝန်ဆောင်မိခင်များကားပေါ်တက်လာလို့ဖယ်ရမှမသိမျက်နှာလွှဲနေတယ်စသဖြင့်
နှလုံးသားတွေကျွန်တော်တို့လူငယ်တွေမှာအုံနောက်တကားတွေပဲဖွင့်ပြီးနှလုံးသားတကားမဖွင့်တဲ့အခါကျတော့စာနာတတ်သောမြန်မာတို့ရဲ့ချစ်စရာကောင်းသောယဉ်ကျေးမှုသည်တဖြည်းဖြည်းတိမ်ကောလာနေတယ်ဆမ်မီကာလ်ချာပေါ့မနေ့တိုင်းကျွန်တော်တို့ကိုတကားလာခောက်နေတယ်ခလေးတွေကိုလည်းပြစ်မတင်နဲ့ယဉ်ကျေးမှုအစ်စ်တွေကတကားကိုမနေ့တိုင်းခောက်နေတယ်ဖွင့်လိုက်ရင်အစ်စ်ဖြစ်နေပြီချက်ချင်းယဉ်ကျေးမှု instant culture ကော်ဖီတို့ချက်ချင်းပေါက်တဲ့ကော်ဖီမုန့်ကိုကျွန်တော်ရေထဲမှာပျော်တဲ့နည်းပညာတွေ့ပြီးတဲ့နောက်ပိုင်း instant ချက်ချင်းဖြော်တောက်လို့ရပြီကျွန်တော်ငယ်တော့ဘဘိုးအမေတို့ကကော်ဖီဖြော်ရင်အိုးကြီးနဲ့တရရတယ်ဒီနည်းဆိုတော့ကော်ဖီမုန့်ထက်နှုတ်စီထက်တရားထက်တောက်ကြည့်တော့ချိုလုံးတော့ရေနွေးထက်ပေါ့သွားတော့ကော်ဖီမုန့်ထည့်ရင်ထည့်နေတစ်ခွက်စာဖြော်တာဓာတ်ဝင်နဲ့တစ်လုံးရနော်အဖေစုမှာဆိုလို့နောက်ဖေးသွန်ပြရနော်အခုကတော့ ready made instant everything instant coffee တို့ instant ပဲ noodle ခောက်ဆွဲ instant ပဲဓာတ်ပေါက် instant ပဲအင်ဂျီ ready made ပဲဟိုတော့လို့ဆက်ဆရာစီသွားပြီးတော့အကြာကြီးစောင့်မနေရဘူးကျွန်တော်တို့ကုန်းဆောင်မှာဆက်ဆရာဦးသားနဲ့ကျွန်တော်အကိုအပ်တဲ့အင်ဂျီကျွန်တော်ဝေ့ရတယ်ကြာလုံးလို့ဦးသားစီရမယ်အင်ဂျီချိုးရတယ်ဆက်ကလည်းတစ်လုံးရှိတော့ तू ကဘိုးကြတယ်တကြီးတဲ့အင်ဂျီချိုးရတာပဲအင်ဂျီချိုးပြီးကြောင်ကြိုက်ပြီးတော့လှုပ်ပေးထားဦးသားကမှတ်လက်ရှိ26ဆိုသူမိမမလှရွှေတဲ့စာမတက်ဘူးမှတ်လက်ရှိ260တဲ့ခါတိုင်းတယ်ခါ38ခါတဲ့3800လို့အင်ဂျီတော့ထွက်လာတာပဲဘယ်လိုသင်မယားနှစ်ယောက်ညှိတယ်လည်းမသိဘူးဒါပေမဲ့ကျွန်တော်တို့အမေကသွားရေးလို့ကျွန်တော်ကိုချုပ်ထားတဲ့အင်ဂျီတွေတေးသေးလေးဖြစ်ပြီးဘယ်လိုမှစွတ်မရမရတော့သူ့ဖြည့်ရှင်းနေရလည်းကောင်းတယ်မင်းကွာကိုညီလေးညာလိုက်ပါဟာအငယ်ကောင်ပေးပါလားအခုတော့မဟုတ်တော့ဘူး ready made ပဲကျွန်တော်တို့နော် hang me down ဘောချပြီးသားမှာဆိုတော့ခစ်ကနေလာပြီး ready made ဘာဝတ်ချင်တယ်လဲအကုန်အစင်တယ်ကြည်ဒီလေးတက်လိုက်ရမယ် ready made စားတော့လဲ fast food junk food take away food အသင့်စားနိုင်တာဒီလမ်းပြီးဝယ်စားရုံပဲအဲ့တော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ throw away စားပြီးလွှင့်ပြချစ်သူနှစ်ယောက်မြန်မာတို့ရဲ့ချစ်ချင်းမြတ်တာရိုးမြေကြတေရဗန်တက်တဆုံးဆိုတော့ကျွန်တော်တို့မိဘဘိုးဘွားများရဲ့မေတ္တာအပေါ်ဇနီးသားသမီးအပေါ်ထားသောသစ္စာတရားတွေ throw away ဖြစ်သွားပြီလို့လုပ်ယူစားထားပြီး throw away လုပ်လိုက်ဘယ်လိုလုပ်မလဲအဲ့တော့ throw away society ဖြစ်လာမှာကိုလူကြီးရဲ့ဆိုတယ်ကျွန်တော်တို့လည်းဆိုရင်တခါသုံးပြီးလွှင့်ပြရတယ်လူဖွဲ့စီဖြစ်မှမသိဖြစ်လာရင်ကျွန်တော်တို့ယဉ်ကျေးမှုဘယ်လောက်ကြီးတယ်ပဲပြောတစ်ချိန်ချိန်နဲ့နိုင်တယ်ယဉ်ကျေးမှုအသစ်တွေဟာကျွန်တော်တို့ကိုတွေးလို့ဆန်းတယ် that throws things away without using them again နောက်တစ်ခါထပ်ပြီးကျွန်တော်တို့သုံးလို့မရဘူးပြီးရင်လွှင့်ပလိုက်တယ်ဆိုတော့စိတ်ဓာတ်တွေတဖြည်းဖြည်းလူငယ်တွေကြားထဲဝင်လာတယ်ကျွန်တော်တို့အဖေဝတ်တဲ့စွတ်ချေကအဖေဝတ်မရဘူးဆိုရေစစ်ဖြစ်သေးတယ်ရေစစ်ကဘလို့မှလုံးမရတော့ဘူးဆိုအမေကတုပပေါ်ဝါလုပ်သေးတာတုပပေါ်ဝါကမှသုံးမရဘူးဆိုမိဖို့ချံရောက်တာစွတ်ချေတစ်ချက်3နှစ်လောက်ကောင်းသုံးအင်မတန်မြန်နိုးကြကိုယ့်အိမ်ကပစ္စည်းလေးအမေတန်မြန်နိုးကြကိုလင်သားသစ္စာရှိကြတယ်ကိုဇနီးပေါ်သစ္စာရှိတယ်သားသမီးတွေကိုဝေမျှချစ်တယ်အင်မတန်ကြီးမားသောယဉ်ကျေးမှုသို့တော်လည်းပဲယဉ်ကျေးမှုအသစ်တွေကကျွန်တော်တို့လာပြီးတကားခောက်တဲ့အခါ throw away society ဖြစ်သွားမှာကျွန်တော်တို့သိဆိုတယ်ဒါကြောင့်ကျွန်တော်တို့ကလေးတွေလည်းပြစ်မတင်နဲ့နေ့စဉ်နဲ့မြအသစ်တွေပေါ်ထွန်းတယ်မျက်စိကမခံနိုင်ဘူးမျက်စိကမလိုက်နိုင်ဘူးနော်ဒါကိုကျွန်တော်တို့ visual chaos ဖြစ်အမြင်ကတောင်းကနေဖြစ်ကုန်ပြီဘာလို့နေ့စဉ်နဲ့မြကွန်ပစ္စည်းအသစ်တွေ electronic တွေ digitalize လောက်ထားတဲ့ပစ္စည်းတွေထွက်ပါများတော့ကျွန်တော်တို့ဒီ function တွေတော့မလိုက်နိုင်ဘူးကျွန်တော်တို့အုံနောက်ကမလိုက်နိုင်ဘူးမျက်လုံးကလည်းမလိုက်နိုင်ဘူးနှလုံးသားဆိုတာဝေးရောလိုက်ရင်ကျွန်တော်တို့မောတယ်ကျွန်တော်သမီးလေး9နှစ်ကျော်ရှိသေးတယ်လေယာကောင်းထက်လာသူကစားတတ်ပြီး game ကိုသူကစားတတ်နေပြီဒါကြောင့်သူတို့ကို thumb generation လို့ခေါ်တယ်လက်မမျိုးဆက်handset ကိုထုတ်မယ်လက်ထက်ကန်ဆိုင်လက်မလေးနဲ့နှိပ်တဲ့ခက်ရလာတဲ့အတွက်သူတို့ thumb generation ခေါ်ပြီလက်မမျိုးဆက်ဖြစ်သွားပြီသူတို့ဟာ digital နဲ့ electronic ကိုပိုက်ပြီးမွေးလာကြပြီကျွန်တော်ကသချင်းဂီတတစ်ခါလေးကြော်ခိုင်းရင်သမီး9နဲ့သမီးကိုသက်50ကျော်ကပြန်ပြီးမေးရတယ်သမီးဘဘကိုကြော်ပေးစမ်းမှာ2ပုတ်လောက်ဒီသချင်းကြော်ပေးနိုင်ပြီ
reverse mentoring ပြောင်းပြန်တင်နေရပြီကျွန်တော်တို့ကပြောင်းပြန်တင်နေရလူငယ်တွေဆက်ပြန်တင်နေရပြီသို့တော့အဲ့လူငယ်တွေဒီနှလုံးသားတကားမဖွင့်ပဲအုံနောက်တကားကြီးပွင့်နေတော့တစ်ဖက်ဆွန်းရောက်ဖွံ့ဖြိုးနေတော့လူငယ်တွေဖြစ်မှလည်းဆိုပါတယ်နှလုံးသားကိုနူးညံ့အောင်လဲကျွန်တော်တို့လူကြီးသူမများအပါဝင်ကျွန်တော်တို့လူဖို့စီတရားလုံးကတာဝန်တစ်ခုအနေနဲ့ဒီလူငယ်တွေကိုကျွန်တော်တို့စက္ခုပတောင်းကနေဖြစ်နေတဲ့ခေတ်မှသည်မိမိရဲ့ယဉ်ကျေးမှုမိမိရဲ့အမျိုးသားဇာတိဥပဒေလက္ခဏာ national identity မြတ်နိုးရတဲ့လူငယ်တွေဖြစ်အောင်ကျွန်တော်ဝိုင်းဝန်းကြိုးပမ်းရပါမယ်နော်ဒါကြောင့်ခံစားရသောနှလုံးသားနဲ့ခံစားရသောစိတ်ရှိဖို့လည်းလိုပါတယ်ကျွန်တော်တချင်းလေးတစ်ပုဒ်နှိုင်းရှင်ဆိုပြပြီးရင်ကျွန်တော်ဟောပြောချက်သိမ့်ပါမယ်ပထမတချင်းလေးကရုပ်သေးပွဲသွားရအောင်ရင်းကြံကကမြဲကိုအေးကျော်ချီလေတဲ့ချီလေးဤမြေမှဟိုတောင်တန်းကျော်လန်းလို့သာခြေပါလေးပိုင်းပန်းတိုက်ကိုအေးကျော်နွားတင်းကုတ်ထဲမှာခဲတာလေးသရွေးစွပ်ပြီးရေးတာအမှန်တန်ဆင်းရဲရှာတောင်တော်ရွှေပုတ်ပါတဲ့သူရေးပါတယ်တီရီမင်္ဂလာအညာမြေဤမန္တိုင်တောင်သုံးလုံးဆိုင်ဒီထဲမှာမြင့်ညံသားတွေပါပါလိမ့်မယ်တီရီမင်္ဂလာအညာမြေဤမန္တိုင်တောင်သုံးလုံးဆိုင်ထက်ကုန်းမို့မို့မှကြွားခုံလို့ရှင်ငါပြိုင်အိန္ဒနီလာပြပြမှိုင်းမောင်မြခနောက်သို့ဆိုင်4000ရောပြီးမြင်မှာဝင်ကြွားပြီးစွာမိုးကောင်းကင်တိုင်းမြင်းညာခရိုင်တစ်ခုရီတောင်ပုတ်ပါကပြီးကြောက်စာကြိုင်ငကားလင်းချောစကသကဝါတောင်တော်ပန်းကိုင်းလှန့်စပမီရဲ့ဝံကဝေးတယ်ဘယ်သူပြိုင်လို့လှပါတော့နိုင်ဘယ်သူပြိုင်လို့လှပါတော့နိုင်ဆိုတဲ့ကိုကြီးကျော်ရဲ့စလုံးရှစ်လုံးကိုဒါကြောင့်ဥတုခါကငွေ900ပေးဝယ်တယ်အင်မတန်အမှုပညာမြောက်တဲ့သချင်းဆရာအင်မတန်ဆင်းရဲရှာတယ်မြင်းညာသေးထဲမှာကိုယ့်ရဲ့ကလေးတွေရောင်းသွားတနေ့တော့သချင်းလေးတစ်ပုဒ်သူရေးတယ်မြင်းညာသူလေးရုပ်သေးပွဲဟိုဘက်ရွာသွားကြည့်မယ်အဖြစ်ကလေးကိုသူရေးတယ်သူတို့ရွာသူလေးတယောက်အင်မတန်ဆင်းရဲတယ်ပင်ခေါင်တဲ့တပြေကိုင်းနဲ့နေမှိုင်းလို့ရွှေဝိုင်းလို့ဘေးချိစောရုပ်သေးပွဲကဒီခေတ်လို့ကျွန်တော်တို့ကကြော်ညာလို့ရတာမဟုတ်ဘူးလက်ကမ်းကြော်ညာပေးလို့ရတာမဟုတ်ဘူးဘေးချိနဲ့ညနေ4 နာရီလောက်ဆိုရင်အတန်ပေးရပြီဒီအတန်ကြားရင်ရုပ်သေးပွဲရှိပြီဒီကနေ့မှသွားမကြည့်ရင်နောက်9နှစ်လည်းမသေးကြနောက်10နှစ်လည်းမသေးကြတော့အမေသမီးသွားကြည့်ပါရစေမေကိုခွန့်တောင်းသမီးရဲ့ဘယ်သူနဲ့လိုက်မှလဲရွာကပေါ့လှဲတွေနဲ့ပေါ့အမေရဲ့အကိုတို့နဲ့လိုက်မှာပေါ့ပင်ကောင်းတိုင်းတပြေကိုင်းနဲ့နေမှိုင်းလို့ရွှေဝိုင်းလို့ဘေချီစောတို့ဟိပြောအရှိရွာမစင်တော်ရုပ်သေးကိုနောက်ညရင်မမြင်ရရင်လွမ်းရလိမ့်လေဒီနေ့မှမကြည့်ရင်လွန်းလို့ဆုံးမှာမဟုတ်ဘူးအမေသွားကြည့်ပေးရစေကိုကြီးကျော်တချင်းလေးကိုလူစဖွင့်ပင်ခေါင်တိုင်းတပြေးကိုင်းနဲ့နေမှိုင်းလို့ရွှေဝိုင်းလို့ဘေးချိစော်တဲ့အတန်းကြတော့ရင်းနေခုံပြီးပွဲကြည့်ရင်ရုပ်သေးပွဲကြည့်သမီးရဲ့ရေလေးတော့ခတ်ခဲ့ပါအောင်သူများလှဲ့နဲ့လိုက်ရမှာအမေရဲ့ဒုက္ခပါပဲရေခတ်တော့လက်ရတင်းလေးရနဲ့စစ်ခါတာအမေသမီးပဲမိမှာတော့မိပါတယ်သမီးရဲ့ကိုယ့်ကိုယ်တွေပဲနေပါအောင်ရှင်လို့တားထားရင်နေကြမှာပါသမီးရဲ့ရေလေးခတ်ခဲ့ပါအောင်မေရခွင့်ပြုမယ်ဆိုတော့သဘယ်ပန်းလေးတွေတီးရေစုပ်ဝဲလေးနဲ့အုတ်ထားတပည့်ကလေးပွဲမှာခြုံဖို့တပည့်ကလည်းကောင်းကောင်းမရှိတော့အဟောင်းကိုပဲမင်းနဲ့ပြားနေအောင်ဆုပ်ပြီးလှမ်းအမေကသွားဟဲ့ဆိုဒီတပည့်လေးခြုံသဘယ်ပန်းလေးပန်ပြီးလိုက်ရမယ်တနခါကလည်းတောသူများပြီးကြောက်ပြင်ကတချမ်းပဲ့လို့နတ်သမီးကျွန်းထဲမှာလည်းပိုးလောက်လန်းက50 ကောင်းနဲ့တနခါကလည်းအပွေးမရှိမှန်ကလည်းဗရာမပါမှန်ပေါင်း4 ဘက်မှာနှစ်ဖက်ကမပါဘူးထရန်ထို့ချိတ်ထားပြီးတော့ကြစ်နဲ့သူထွက်လာတာလေးပါလေးရိုးလေးကောက်ပြီးလှဲ့လှမ်းကြည့်ဒါလေးကိုကြီးကျော်ကသချင်းကိုဝတ္ထုလေးဖြစ်အောင်ရေးတယ်ရေခပ်ပြန်ကတိလှပေါ့ပြီးမှန်ကဘယ်စီနေတောင်းတောက်အောင်မွေးစပယ်ကွေဘသူဖွဲ့ပေါ့စိတ်ပြက်ပေါ့လှောင်စားနဲ့ရောင်းမရေလှောင်စားနဲ့ရောင်းမရေရှာကြည့်အောင်လေမောင်ကြီးစောင့်မအောင်စပယ်ကွေပန်းကြီးအောင်မလေးတပည့်ပြားချုံလိုက်အောင်မလေးရေခတ်ပြန်ကတိလှပေါ့ပြီးမှန်ကဘယ်စီနေဒီမှာဖတ်သွားမှမသိဘူးရေးတယ်ကတိတယ်ဆိုတဲ့မြန်မာစကားဒီနေ့တော့ကတိချက်တော့ဆုံးလေးတောင်မမှီဘူးဟဲ့ကျွန်တော်မိဘများပြောတယ်ကတိတယ်ဆိုတော့အညာဆုံးလေးထည့်ထားတယ်ရေခပ်ပြန်ကတိလှပေါ့ပြီးမှန်ကဘယ်စီနေတောင်းတောက်အောင်မွေးတောင်းမကြီးတော်တဲ့သားသမီးပြောင်းရင်လေဘင်းထောင်းပြီးတောင်းနဲ့အော်လေးရှိ
အဲ့တော့မှကလေးတွေကတောင်းလေးတွေကပြေးလာအမေတန်ဆိုတော့မှအတောင်နဲ့တိမ့်ပြီးအမလေးအမေဖြစ်ရှာလိုက်ရတာတောင်းတောက်တယ်ဆိုဒါပြောတာဒီစာလေးကိုထည့်တာရေခပ်ပြန်ကတိလှပေါ့ဘီမှန်ကဘယ်စီနေတောင်းတောက်အောင်မွေးတောင်းပါယူများသားသမီးရှာတယ်လို့ရှာတယ်တောင်းတောက်ခဏတော့အေးတောင်းကိုတောက်လို့ငါစွန့်မမိပါဘူးတော့ပြောကြတယ်တောင်းတောက်တယ်ဆိုဒါပါစပယ်ဝေဘသူဖွက်ကြစိတ်ပြပေါ်အေးလောင်စားနဲ့ရောင်းမရေးလောင်စားနဲ့ရောင်းမရေးရှာကြီးအောင်လေလှဲ့လေလှမ်းတာတယ်မောင်ကြီးစမ်းမအောင်စပယ်ဝေပန်းကြီးအောင်မလေးတပည့်ပြားချုံလိုက်အောင်မလေးအချင်းလေးကဝတ္ထုဖြစ်နေနော်မျက်စိနဲ့မြင်အောင်ပါလို့စက်ရည်တဲ့ဘယ်ချိန်သွားတာလဲတဲ့တော်လှဲ့တွေကဟိုးချောင်းရွတ်စာထတော်စီမှာနေဝင်တဲ့အချိန်သွားကြမှာဘုရားနီးနေညို့လှချောင်းရွတ်စာထတော်စီလေးတွဲရမြည်လေရန်ကတည်းစီပါတဲ့ရုပ်သေးတော်လှဲ့တယ်ဆိုတော့လှဲ့ငါစီရမပါဘူးဤနဲ့ဆိုတော့ဒီတော့ခင်ဦးမြင်လေးရဒီသချင်းဆိုတော့လဲတံလေးပေါအောင်ဆိုလဲရန်ကတည်းစီပါတဲ့ရုပ်သေးဘုရားနေညို့လှမြတ်စွာဘုရားရဲ့သင်္ကန်းတော်ရောင်အနောက်မှာထွန်းပနေပြီတဲ့ဘုရားရောင်ဆိုနေညို့ရောင်သင်္ကန်းတော်ရောင်လို့လိမ္မော်ရောင်လေးကြီးတဲ့ဘုရားတယောက်နဲ့တယောက်ပြောတယ်အမကိုဘုတ်ခမရအတောင်ကလက်ဆက်တတ်တော့မြတ်စွာဘုရားသင်္ကန်းတော်ရောင်မလားဗျဘုရားပြန်ပြောတယ်အိုးကိုကြီးခမရလည်းစိတ်တမကြပါနဲ့ခမရအသားယူလည်းမြတ်စွာဘုရားတပိတ်တော်ရောင်ပါပဲဗျပုတ်ကြီးမြောက်ကြီးပုံမြောက်ဆိုတာပြောတာနော်အခုလည်းသင်္ကန်းတော်ရောင်ဘုရားနီးနေညို့လှချောင်းရိုးစထတော်စီလေးတွဲရမြည်လေရန်ကတည်းစီပါတဲ့ရုပ်သေးဒါတော့ညဉ့်ညံလို့ဆင်းရဲတဲ့ကလေးလေးပွဲမင်းကလေးပွဲသွားကြည့်ကျွန်တော်တို့မန္တလေးသူများပွဲသွားကြည့်တော့အမလေးခေါင်းကပစ္စပကြီးကတောင်းလောက်နဲ့စင်စရိုးကြီးကကွန်သီလုံးလောက်ထိုးလို့လည်းပဲမှာစင်ကဇေယရီနဲ့လဲပေါ်မှာမှိုင်းလုံးကော်စောမှိုင်းကန်ကော်စောခင်းဘယ်လ်ဂျီယံကလာတဲ့ကော်စောခင်းလို့အပေါ်မှာထမင်းတောင်းနဲ့ဟင်းတောင်းနဲ့လက်ဖက်တောင်းနဲ့ရုပ်သေးစရာဆုချဖို့စိတ်ပေါ်လို့ထဲမှာရွှေတင်းကားတွေလည်းထည့်လိုက်လို့ရွှေချင်းကြီးရွှေချေးရင်းကြီးတွေလည်းတစ်ဖက်၅ချက်သားကွင်းကြီးတွေနဲ့ထမင်းကလည်းတရုတ်ပြည်ဂွမ်တောင်းကလာတဲ့ဖဲထမိန်ပုံတော်ဖနက်က6လက်မလောက်နဲ့ဟိုးကွမ်တုံကလာတယ်ပေါ့ဗမာကတော့ကွမ်တုံခေါ်တဲ့ဂွမ်တောင်းထမင်းကြီးဂရိပါထမင်းကြီးထက်ဆင့်က9လက်မလောက်ဘိုက်ပေါ်တင်ဝက်အင်ဂျီကလည်းလက်ကျဲဂရိပါအင်ဂျီနဲ့မန္တလေးရွှေမြို့တော်ဒီများရက်ကြီးသူများပွဲသွားကြည့်တယ်ခုနတော့ကလေးပွဲသွားကြည့်တယ်မတူဘူးနော်စင်အရသာဒီနွားမာလာလူမပြောနဲ့ရက်ကြီးသူများပွဲသွားကြည့်တော့ရှေ့ကနွားနှစ်ကောင်လုံးကျင်ခတ်ဘဝကြီးတွေနဲ့ဟိုမှာတောသူလေးကတပည့်မဲနဲ့စုပ်ပြီးခြုံရတယ်ဒီမှာလူမပြောနဲ့တလိษံတောင်မှကျင်ခတ်ဘဝကြီးတစ်ဖက်တစ်ချက်ခြုံလို့လှဲရန်ဥလူကလေးတရုတ်တန်းဥလူကလေးရေးတယ်ရက်ကြီးသူယူရအစဆုံးလဲဆိုပြကြမှာတဲ့အချိန်လဲနဲလို့နှိုင်းရှင်ရုံလေးကျွန်တော်ပြောပြရစီစင်အရသာဒီနွားမာလာကျင်ခတ်ဘဝတွေတင်ထားပါလို့အတော့နေမြန်နှကြောက်ရင်ဟာနှင်းတန်းကိုင်းလို့မောင်းဘုဘဝစာပါပေါင်းရောင်မှာကောင်းရလို့ပင်အယောင်နဲ့ဆောင်းပန်းပေါ်တော့တင်အဲ့လိုပဲနေဝင်ချိန်ပဲနေဝင်နီးလေးကရင်စီးလေးမဲ့ပြင်းဟီဟီဟဲ့လို့နေနတ်သွင်းလေးလေးလေးလုံခင်းတွေးလေးလေးစင်ချင်းအဝေးကြီးကမြင်ပြန်လန်းပေါ်တွင်ပျော်ရွှင်ခင်းတို့လှဲနာနေစားနဲ့ပျော်ကြတာပေါ့ပြန်လန်းပေါ်တွင်ပျော်ရွှင်ခင်းတို့လှဲဘိန်းသံကမစဲပဝါမျိုးအဖုံဖုံနေရဖုံတို့လှဲရွှေမုံစားကျဲညနေခင်းမန္တလေးပြလန်းနေပေါ်မှာမန္တလေးသူများပွဲသွားကြည့်တာနေအောင်ကြတဲ့အခါတစ်ဖြက်ဖြက်နဲ့စိန်အောင်မြရောင်ဗရမ ्या ရောင်တွေတစ်ဖြက်ဖြက်နဲ့ရုပ်သိပွဲသွားကြည့်တဲ့ဘဝနှစ်ခုကျွန်တော်ပြောခဲ့ပါပြီမင်းနဲ့လေးစုပ်ပြီးသပယ်ပန်းလေးပန်ပြီးတနခါလေးတစ်ဖက်တစ်ချက်တောလဲနဲ့ပွဲသွားကြည့်တဲ့လုံမပြိုလေးနဲ့ရက်ကြီးသူများကမန္တလေးမှာပွဲသွားကြည့်တဲ့ဘဝနှစ်ခုနှိုင်းရှင်တဲ့အခါကျွန်တော်တို့ခံစားရတယ်။ဘာပြောချင်တာလဲသချင်းဂီတကြပြာကိုခံစားကမတ်တဖတ်ခါမတ်တရွတ်ခါမတ်တမဟုတ်ဖ ೇನೆ နဲ့နဲဘယ်လိုစက်ခဲ့တီးခဲ့ဖွဲ့ခဲ့ကြသလဲအနုပညာကိုဘယ်လိုပေါင်းစပ်ဖော်ကျူးကြသလဲဆိုတဲ့စိတ်ခံစားမှုမျိုးကိုပါကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့သင်ပေးရလိမ့်မယ်ကျွန်တော်တို့မှာအလုပ်တွေအများကြီးရှိရပါသေးတယ်နော်ဒါကြောင့်ကျွန်တော်ဟောပြောချက်ကလည်း9မိနစ်ကြံတဲ့အတွက်ကျွန်တော်ညီကုန်းချုပ်ပါမယ်
ခေဟာမြေရီလို့တသိမ့်သိမ့်စစ်စစ်နေပါတယ်ကျွန်တော်ပြောလို့ရှေ့ကလို့ရောင်စရုံးကြီးနဲ့ထိုးခွင်းထူးကြနဲ့ဒေါင်းလန်းကြီးနဲ့ထမင်းစားဖို့ကျွန်တော်မဆိုလိုပါဖယားငုတ်တို့ရောင်တော်လွတ်မှပုံတော်စင်ဝတ်ကြပါစို့မောင်ကြီးရေအောက်ပြေဆုံးလှေတော်ထိုးပိုးမာလိုက်မယ်လို့ရက်ကန်းကြထမိန်ချမ်းနဲ့နေဖို့ကျွန်တော်မဆိုလိုပါရိုးလွန်းတော့အပါတယ်ကျွန်တော်တို့သမိုင်းမအောင်ကျွန်တော်တို့ယဉ်ကျေးမှုမအောင်ကျွန်တော်တို့ရဲ့အနုပညာမအောင်ခေတ်ကာလနဲ့ညီညွတ်ပြောင်းလဲရတယ်ဆိုတာလည်းကျွန်တော်တို့သိကြပါတယ်လှေမျောတော့လှေနဲ့လိုက်လို့ရပြီမဲ့ယဉ်ကျေးမှုမျောတော့ယဉ်ကျေးမှုနဲ့လိုက်ဖို့ခက်ပါတယ်ကျွန်တော်တို့ရဲ့မျိုးသားဇာပတိဥပဒေလက္ခဏာဖြစ်တဲ့ national identity မပြောက်အောင်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိကြပါပြီဒါကြောင့်အုံနောက်တကားတွေဖွင့်ထားနိုင်ရတယ်လို့နှလုံးသားတကားကိုလည်းဖွင့်နိုင်ကြပါစေကျွန်တော်တို့လူမျိုးမှာရှိပြီးသားကျင့်ဝတ်သီလများစောင့်ရှောက်နိုင်ကြပါစေညီမတို့ရဲ့ယဉ်ကျေးမှုစံတန်ဘိုးကောင်းတွေကိုမြန်တို့လေးစားတတ်သောလူငယ်များဖြစ်အောင်ကျွန်တော်တို့လက်ဆင့်ကမ်းနိုင်ကြပါစေခံစားတတ်သောနာခံစားတတ်သောမျက်လုံးခံစားတတ်သောနှလုံးသားအားဖြင့်လောကသဘာဝလူသဘာဝလောကအမူအရာလူအမူအရာများစင်ကြင်နိုင်တတ်ကြပါစေဉာဏ်ပညာဖြင့်ထိုးထွင်းသိမြင်တတ်သောစိတ်ခွန်အားများလူငယ်များကိုလက်ဆင့်ကမ်းနိုင်ကြပါစေကျွန်တော်တို့ရဲ့စာပေသဘင်ဂီတအနုတုခွန်ဝါစာသောအစဉ်လာကောင်းကိုခံစားနားလည်တတ်သောနှလုံးသားလိမ်မာသောနှလုံးသားယဉ်ကျေးသောလူငယ်များဖြစ်အောင်ကျွန်တော်တို့ဝန်းကြပါစို့အမျိုးဘာသာသာသနာကိုစောင့်ရှောက်တတ်သောရင့်ကျက်သည့်စိတ်ဖြင့်ပညာပြည့်ဝနှလုံးလှကြပါစေလို့ဆုတောင်းရင်ကျွန်တော်ညီကုန်းချုပ်ပါရခင်ဗျာ